လူပိပိသသနေထိုင်နိုင်ရေးအတွက်စာဝတ်နေရေးလူမှုရေးကိစ္စအဝဝတွေအလုံးရုန်းကန်ပြီးတော့မနေရဘူးလားနေရတယ်ဒါကတော့လူသားတိုင်းပေါ့လေတို့ဗုဒ္ဓဘာသာဗုဒ္ဓသာသနာကိုမကိုးကွယ်တဲ့သူတွေလည်းရုန်းကန်နေကြတာပဲကိုးကွယ်တဲ့သူတွေလည်းရုန်းကန်နေကြရတာပဲသို့တော့တခုတို့စဉ်းစားကြည့်ကြမှာကအဲ့ဒါလို့သာဝတ်နေသာရေးသမီးရေးစီးပွားရေးလူမှုရေးကိစ္စအဝဝကိုရုန်းကန်လှုပ်ရှားတဲ့အခါမှာခိုင်မာတိကျတဲ့လမ်းစဉ်ရှိတဲ့လူတွေနဲ့လမ်းစဉ်မရှိတဲ့လူတွေဘယ်သူတွေကပို့ပြီးတော့အကျိုးရှိမလဲလမ်းစဉ်ရှုတဲ့လူတွေကပို့ပြီးအကျိုးရှိအောင်ဘဝကိုထူထောင်နိုင်မယ်လို့တို့တွေဆုံးဖြတ်လို့မရဘူးလားရတယ်အဲ့ဒီမှာဦးဇင်းတို့ကဘာပေါ်မှာရှိတဲ့အသိဉာဏ်ရှိတဲ့လူသားတွေအလုံးဟာမိမိတို့ယုံကြည်ရာတနည်းအားဖြင့်နီးစပ်ရာပေါ့လေလောကမှာယုံကြည်ရာဆိုတာတဲ့နီးစပ်ရာကပို့ပြီးတော့များပါတယ်တဏှာနာနီတဏှာမုတ်ဆိုးနာနီမုတ်ဆိုးပေါ့ခရစ်ယာန်ဘာသာနဲ့နီးတဲ့ပုဂ္ဂိုလ်ကခရစ်ယာန်နဲ့ရောက်သွားတယ်မွတ်စလင်ဘာသာနဲ့နီးတဲ့လူကမွတ်စလင်နဲ့ရောက်သွားတယ်ဗုဒ္ဓဘာသာနဲ့အထိတွေ့ရှိတော့ဗုဒ္ဓဘာသာဖြစ်သွားတဲ့လူတွေကများတယ်ကိုယ်တိုင်လိလာစမ်းစစ်ဝေဖန်ပြီးတော့ဘယ်ဟာကိုးကွယ်တဲ့အရာဘယ်ဟာကိုးကွယ်မကိုးကွယ်တဲ့အရာလို့ကိုယ်ပိုင်ဉာဏ်နဲ့လိလာစူးစမ်းရှာဖွေပြီးတော့ဘာသာတရားတစ်ခုကိုကိုးကွယ်တဲ့လူကရှားပါတယ်ကမ္ဘာပေါ်မှာပါစနစ်အတော်နည်းအဲ့တော့အဲ့ဒီမှာနီးစပ်ရာကိုးကွယ်လာကြတဲ့အခါကျတော့ကိုးကွယ်မှုဘာသာတရားတွေဟာသူတော်ကောင်းတို့ဘဝတည်ဆောက်ရေးအတွက်လမ်းစဉ်တွေကိုနော်ချမှတ်ပေးထားတဲ့ဘာသာတရားတွေပဲလို့ဒီလိုအရင်ဆုံးခင်ဗျားတို့ကျွတ်တို့နားလည်ရမယ်အဲ့တော့အဲ့ဒီလိုချမှတ်ထားတဲ့ဘာသာတွေထဲမှာဘာသာတွေများစွာရှိတဲ့ထဲမှာတခြားသောဘာသာတွေနဲ့လုံးဝမတူတာကဗုဒ္ဓဘာသာဒါဘာသာလို့ပြောရတာကအများသုံးစကားလုံးမို့လို့ပြောရတာတခြားဘာသာဆိုတာအယူဝါဒနော်အယူအစွဲအယူအဆကိုပြောတာတို့ဗုဒ္ဓဘာသာကြတော့အယူဝါဒမဟုတ်ဘူးနော်အယူအဆမဟုတ်ဘူးဗုဒ္ဓရဲ့အဆုံးအမသာသနာဟောဘယ်ဘာသာနဲ့မှမတူတာအဲ့ဒါနော်ကျန်တဲ့ဘာသာကအယူအဆအယူဝါဒကိုကိုးကွယ်တာလောကကြီးကိုဖန်ဆင်းရှင်ကြီးကဖန်ဆင်းထားတယ်တကုရှင်ကြီးကဖန်ဆင်းထားတယ်ကယ်တင်ရှင်ကြီးကဖန်ဆင်းထားတယ်လို့ယူဆထားတာဘယ်သူမှ proof လုပ်เสียမရှိဘူးသက်သေလုပ်เสียမရှိဘူးအဲ့ဒီဘာသာအားလုံးနဲ့မတူတာနော်ခုကဘာပေါ်မှာ research လုပ်တဲ့ပုဂ္ဂိုလ်တွေကစူးစမ်းရှာဖွေတဲ့ပုဂ္ဂိုလ်တွေကရှာဖွေပြီးတော့စာအုပ်တွေထုတ်မှတ်တမ်းတွေတင်ထားခဲ့တာကဘာပေါ်မှာကိုးကွယ်မှုဘာသာအနည်းဆုံး20မျိုးရှိတယ်တဲ့အဲ့ဒီထဲမှာအင်အားကြီးဆုံးဘာသာတရား၄ခုတဲ့နော်အဲ့ဒီ၄ခုထဲမှာဗုဒ္ဓဘာသာကတစ်မျိုးအပါဝင်ဖြစ်တယ်အဲ့ဒီထဲမှာတော့ဒီ၄ခုထဲမှာတော့အင်အားအနည်းဆုံးကဗုဒ္ဓဘာသာပဲကျန်တဲ့ဘာသာတွေကအင်အားသိကြီးတယ်ဟိန္ဒူဘာသာတို့မွတ်စလင်ဘာသာတို့ခရစ်ယာန်ဘာသာတို့နော်အင်အားအကြီးဆုံးဘာသာတွေဒီဗုဒ္ဓဘာသာကpercentageနည်းနည်းပဲရှိတယ်ကောင်းပြီဒါပေမဲ့မတူဘူးတဲ့တခြားသောဘာသာတွေကနော်အဲ့ဒီဖန်ဆင်းရှင်တကုရှင်ဆိုတဲ့အယူဝါဒကိုကိုးကွယ်တယ်တို့တွေဦးဇင်းတို့တော်ကောင်းတို့တွေယုံကြည်တဲ့ဘာသာကြတော့အယူဝါဒမဟုတ်ဘူးအဆုံးအမလို့အမည်တွင်တယ်ဘာလဲအဆုံးအမနော်အဆုံးအမဆိုတာတကယ်တော့ guide နော်လမ်းညွှန်မှုပေးတာဒါကြောင့်ဦးဇင်းကမြတ်စွာဘုရားကိုတခြားသောဘာသာရဲ့ကိုးကွယ်မှုတွေနဲ့
မတူတာကိုနှိုင်းရှင်ပြလို့တဲ့အတွက်ဦးဇင်းတို့သူတော်ကောင်းတို့ကိုးကွယ်တဲ့မြတ်စွာဘုရားသည်ဖန်ဆင်းရှင်လည်းမဟုတ်ဘူးတကိုးရှင်လည်းမဟုတ်ဘူးကဲတင်ရှင်လည်းမဟုတ်ပါတကယ်တော့လမ်းပြသူတက်တက်တာဖြစ်တယ်ဘာလို့တယ်လူလမ်းပြတဲ့လူဟုတ်ကဲ့လားအဲ့တော့လမ်းပြတဲ့လူတွေမှာသူလမ်းပြခဲ့တဲ့ထဲမှာတို့အခြေခံအဖြစ်သူတော်ကောင်းတို့သိရှိထားရမှာကသူတော်ကောင်းတို့ဦးဇင်းတို့တန်တရားတစ်လျှောက်လုံးကျင်လည်ကျက်စားပြီးတော့လှည့်လည်သွားလာခဲ့တဲ့တန်တရားမှာတတ္တဝါတွေကျင်လည်နေတာဘယ်နှပုံရှိလဲ30နဲ့တပုံဒါအကျမ်းမြင်ပြောတာနော်30ပုံဆိုတာလွယ်ကူကူပြောချလိုက်တာတကယ်နှစ်ကာစစ်တမ်းထုတ်ကြည့်ရင်သူတော်ကောင်းတို့ဦးဇင်းတို့ကျင်လည်ခဲ့တာ26ပုံပဲရှိတယ်ဟိုထက်ကဗြဟ္မာ20ထဲမှာပါတဲ့သုဒ္ဓဝါဒ9ပုံလို့ခေါ်တဲ့ဗြဟ္မာတွေဘုံတွေက9ပုံကအနာဂံဗြဟ္မာကြီးတွေနေတဲ့ဘုံအနာဂံဖြစ်မှအဲ့ဒီဘုံကိုရောက်မှာဆိုတော့အဲ့ဒီဘုံခင်ဗျားတို့ဘယ်တော့မှမရောက်ဘူးအဲ့တော့အနာဂံဖြစ်ပြီးသားပုဂ္ဂိုလ်ကလည်းဒီလိုတန်တရားကျန်တဲ့26ပုံကိုပြန်ပြီးတော့တန်တရားလေလာရိုးထုံးစံရှိဘူးကဲဒါဖြင့်တို့ကပညာရှိပြီးပြောအောင်တို့တွေတန်တရားလေခဲ့ကြတာဘယ်နှပုံတို့26ပုံဒီနေ့ပြောတတ်သွားပြီနော်အပယ်4ပုံလူပြည်နတ်ပြည်6ထပ်အပယ်4ပုံလူပြည်ပေါင်းလိုက်တော့5ပုံနတ်ပြည်6ထပ်နဲ့ပေါင်းတော့17ပုံဟိုဘက်ကဗြဟ္မာ20တဲက15ပုံပဲတို့တွေသွားနိုင်တယ်ဟုတ်ပြီနော်အားလုံးပေါင်းလိုက်တော့26ပုံကောင်းပြီအဲ့ဒီဘုံတွေကိုတန်တရားလဲတဲ့အခါကျတော့အခုဦးဇင်းတို့သူတော်ကောင်းတို့ကလူပြည်ကိုခဏရောက်နေတာဘာလို့လဲလူပြည်ကိုအကြာကြီးလားခဏလေးလားဘာလို့ခဏလေးလို့ပြောတန်တရားလဲခဲ့ကြတာတို့ဘယ်လောက်ကြာပြီဘယ်လောက်မှရည်တွက်လို့မရတော့အဲ့ဒီမရေတွက်နိုင်တဲ့ကာလကြီးထဲမှာအခုတို့လူပြည်ကိုရောက်လာတာအလွန်ဆုံးအသက်ရှင်ရင်အနှစ်100ထက်မပိုဘူး100ပတ်လေပဲเนาะအခုဆိုရင်130 117ဆိုတော့တော်တော်ရှားသွားပြီဒီတော့ခဏလေးလို့ပြောတဲ့ထဲမှာအကြောင်းတစ်ခုရှိသေးတယ်ဣဇေဝကိစ္စမာတဗံကောဇင်ညာမရဏံသူဝေတဲ့နာဟိနောသင်္ကရန္တေနမဟာသေနေနမေစုနာဒါမြတ်စွာဘုရားပြောခဲ့တဲ့စကားမြန်မာလိုဘာသာပြန်ရင်ခမည်းတော်ကျုပ်တို့တွေဘယ်ချိန်သေမယ်လို့သိလားမသိဘူးတဲ့နော်ဘယ်ချိန်သေမယ်လို့ဘသူတတ်အပ်ပြောနိုင်ခြင်းမရှိဘူးဧဝံဝိဟာရံအာတာပိအဟောရတမဟတ်မတ္တံတိနေ့လည်းသိနိုင်တယ်ညလည်းသိနိုင်တယ်အချိန်မရွေးသိသွားနိုင်တယ်အဲ့တော့တည်ငါလေးသူတော်ကောင်းတို့နေရတဲ့ကာလအဲ့ဒီမှာဣဇေဝကိစ္စမာတပံဆိုတာအခုသူတော်ကောင်းတို့ပြုသင့်ပြုထိုက်ပြုအပ်တဲ့အလုပ်ကိုအခုပဲပြီးအောင်ပြုလိုက်ပါတယ်။နေ့ပြန်တပတ်ခါရွှေ့မနေပါနဲ့တဲ့။မြတ်စွာဘုရားဒီလိုပြောတယ်။ကောင်းပြီ။အဲ့တော့အခုသူတော်ကောင်းတို့အခုလူဘဝမှာရောက်လာပြီလူဘဝရောက်နေမှလည်းသိတယ်။သိတော့လူဘဝထက်ရုပ်ညံ့တဲ့ဘုံဘဝတွေရှိသေးလား။ဘာတွေတော့ငရဲတိရစ္ဆာန်ပြိတ္တာအတုရကဲဒါရောအလုံးသိသလားသိတယ်လောလောဆယ်ခင်ဗျားတို့မြင်နိုင်တာဆိုရင်မိုးရွာဆိုနေပူ6နော်ကြီးနိုင်ငယ်ညင်တတ်စားနေကြတဲ့တတ္တဝါတွေခင်ဗျားတို့လည်းနိုင်ရင်တတ်လိုက်ကြတာပဲပေါ့လေနော်အဲ့ဒီတတ္တဝါတွေတိရစ္ဆာန်တွေမျိုးစုံမရှိဘူးလားအေးအဲ့ဒါလက်တွေ့ပဲတို့လောလောဆယ်ဒီပုံမှာမြင်နေရတာလူနဲ့တိရစ္ဆာန်ဘယ်ဟာမြတ်တော့လူကမြတ်တယ်ဒါပေမဲ့တိရစ္ဆာန်တို့ဖြစ်မသွားနိုင်ဘူးလားဖြစ်သွားနိုင်တော့အပယ်4ပုံသွားတဲ့လမ်းကတလမ်းရှိတယ်။မြတ်စွာဘုရားကလမ်းပြထားတာကိုဗျာ။နော်လူဘဝမှာအနေထိုင်မတတ်ရင်ဘယ်ရောက်သွားမလို့။အပယ်4ပုံဒါကိုဦးဇင်းကနာမည်တက်ပြီးပြောတယ်တစ်လုံးနဲ့။ဗါလဲလေ။ပြီးရောဒါလေးတော့မှတ်တာနှုတ်ကျုပ်မိတ်သွားမှဆိုလို့နော်။ဘယ်ရောက်သွားတော့ကဲအဲ့တော့ဒေအိုးသွားတဲ့လမ်းကတလမ်းအပယ်4ပုံကိုပေါင်းလိုက်ဒေအိုးပေါ့ကွာနော်။ကောင်းပြီ။လူဘဝထက်မြတ်တဲ့လူပြည်မှာလို့လူခန္ဓာကိုယ်ကြီးလို့
သွေးတွေပြည်တွေသလိပ်တွေအစာသိအစာသက်အစာဟောင်းဆိုတဲ့ဒီမှာပုတ်ပွားနေတဲ့ခန္ဓာကိုယ်အပုတ်ကောင်ကြီးကိုဆောင်းစရာမလိုတဲ့နတ်ချမ်းသာမြမချမ်းသာမရှိဘူးလားအဲ့ဒီနတ်ပြည်မြမပြည်သွားတဲ့လမ်းကတလမ်းအခုလူပြည်ကနေဟုတ်ပြီနော်အဲ့တော့အဲ့ဒီမှာဘုံဌာနအပြင်ခွဲလိုက်ရင်အပယ်လေးပုံကဒုက္ခတိအပယ်လေးပုံကပါတယ်လေဒုက္ခတိဒုက္ခအတိပြီးတဲ့ဘုံဆင်းရဲပဲရှိတယ်ချမ်းသာမရှိဘူးဒုက္ခတိဘုံသူတော်ကောင်းတို့နေတဲ့လူဘုံနတ်ဘုံဗြဟ္မဘုံကြတော့ဒုက္ခတိဒါဖြင့်two wayပေါ့နော်ဒုက္ခတိကတလန်းဒုက္ခတိကတလန်းโอเคနောက်ထပ်ပဲလမ်းများရှိသေးတယ်ဘယ်လမ်းတို့မြတ်သာတို့ဗျာသာတို့နော်အဲ့ဒါလို့ဗုဒ္ဓသာသနာနွယ်ဝင်တွေဟာသိသိတိုက်တဲ့အရာကိုဒီလိုပြည့်ပြည့်စုံစုံသိနေရမယ်အဲ့တော့တယောက်ကထားអော်နိုင်တယ်မអော်နိုင်တဲ့လူတွေတော့ဒါနည်းနည်းလေးသတိထားဖို့လိုတယ်ရှက်เสียကောင်းတယ်ပေါ့နော်အဲ့တော့ကိုယ်အားနဲ့ချက်ကိုဖြည့်ဆည်းဖို့နော်အားလုံးတို့တွေအခုဥစဉ်ကဘာလို့ပြောနေတာလဲဆိုတော့ဒါတွေပြီးအောင်မပြောသေးခင်ခင်ဗျားတို့မေးလိုက်အောင်မယ်ဒီဘဝခင်ဗျားတို့သိရမယ်ဆိုတာသိလားကဲသိပြီးရင်သွားဖို့လမ်းသိကြပြီလားဩဒေဝရောရောက်မသွားနိုင်ဘူးလားနတ်ပြည်ပြပန်းပြည်ရောရောက်နိုင်တယ်ဒါဖြစ်ရင်အဲ့ဒီသွားတဲ့လမ်းဟာမတိမချဘဲနဲ့ပဲထာဝရသွားနေရမှာလားသေချာအောင်လုပ်လို့ရသလားဩဒီလိုလဲသိတယ်ဒါဖြစ်ရင်မသေချာမရေရတဲ့ဘဝနဲ့နေရတာနဲ့သေချာပြီးသားဘဝဘယ်ဟာကတန်ဖို့ရှိလဲဒါဖြင့်သေချာအောင်မလုပ်သင့်ဘူးလားဘယ်တော့လုပ်မှာလဲဒီနေ့စဉ်းစားတော့ခင်ဗျားတို့နော်ဦးဇင်းတို့လည်းဒီလိုလဲ့လည်ပြီးတော့တရားဓမ္မဟောကြားဖို့ဆိုတာအခြေအနေတော်တော်ပေးမှရပါတယ်ကျမ်းမာရေးလည်းကောင်းတော့အခြေအနေလေးလည်းကောင်းတော့ပေါ့နော်ဦးဇင်းကတော့မြန်မာနိုင်ငံမှာနေတဲ့ပုဂ္ဂိုလ်ခင်ဗျားတို့လိုကိုယ်တိုင်းကိုယ်ပြည်ကိုစွန့်ခွာနိုင်တဲ့တတ္တိကျုံမှမရှိဘူးကျုပ်တိုင်းပြည်ဆင်းရဲနေတယ်မွဲတေနေတယ်ဗျံပရာဖြစ်နေတယ်ဘယုတ်ဒုက္ခဖြစ်နေတယ်ပြစ်မထားနိုင်နော်အမိုက်ခံပြီးတော့တဲ့မှတ်ပေးခြင်းနဲ့ဆန္ဒကြောင့်ကျုပ်ကတော့ဗမာပြည်ကမခွာနိုင်တဲ့အတွက်ဟိုမှာအလုပ်တွေပိုများတယ်ညတို့ဒီမှာချမ်းသာပြီးသားလူတွေတိတ်ပြီးတော့ဂရုစိုက်เสียမလို့အဲ့တော့အခုလာလို့ရတဲ့ခဏလေးမှာတော်ကောင်းတို့ကိုသေးသေးချာချာပြောထားခဲ့ခြင်းလားနော်ဦးဇင်းတို့ကျမ်းမာရေးအရာလည်းမပြောနိုင်ဘူးအဲ့တော့စီကြိုရှိတယ်သွေးတိုးရှိတယ်အကြောက်ကလည်းအားနေနေပြီဘယ်ချိန်မှာကလေးရမှမပြောနိုင်ဘူးအဲ့တော့မသေးခင်လေးမှာခင်ဗျားတို့ကိုသတိပေးကျင်တာကအချိန်မရေသွေသွားနိုင်တဲ့ခန္ဓာသွားရမယ့်လမ်းတွေလည်းသိထားတယ်အသွားမတော်ရင်ချော်တော့မယ်အခုချိန်ထိစိတ်ချရအောင်မလုပ်ရသေးဘူးဆိုရင်ကိုယ်ဘဝအတွက်ရလတ်ဟာအခုလူဘဝလာရတဲ့ရလတ်ကောင်းပြီလို့ပြောမလားမကောင်းသေးဘူးလို့ပြောမလားမကောင်းသေးဘူးအဲ့တော့ခင်ဗျားတို့လူပြေရှုံးလိမ့်မယ်လို့ပြောကြတယ်အခုသူတော်ကောင်းတို့ဘဝစီရွေးချယ်ပိုင်ခွင့်ရှိမရှိခုနတခါကြီးပြောတယ်လမ်းနဲ့တွေ့မှာဒုက္ခတိလမ်းရဲ့သုက္ခတိလမ်းရဲ့နောက်တန်တရားဟောဒီဆင်းရဲဒုက္ခကလွတ်မြောက်ကြောင်းတန်တရားလို့ပြောလိုက်တာကဒုက္ခတိသုက္ခတိလို့ခွဲပြောနေပေမဲ့သူတော်ကောင်းတို့တွေဟာတန်တရားတစ်လျှောက်လုံးမှာဒုက္ခတိတလဲသုက္ခတိတလဲမြင့်လိုက်နှိမ့်လိုက်နော်တန်တရားဘာဖြစ်နေတာလဲနေတာမြင့်လိုက်နှိမ့်လိုက်နိုင်လိုက်ရှုံးလိုက်မြင့်တစ်ခါနှိမ့်တလဲဆိုတော့မြင့်ပြီးရင်ဘာဖြစ်မှာနှိမ့်မှာဒုက္ခပြီးရင်ဒုက္ခဒုက္ခပြီးရင်ဒုက္ခတန်တရားဘာဖြစ်နေလဲနေပါတယ်ဆိုမှတော့ဒီပုဂ္ဂိုလ်ဟာခိုင်မာခြင်းမြဲမြံခြင်းတည်တံ့ခြင်းဆိုတာရှိသလားမရှိရင်အဲ့ဒီတန်တရားလဲခြင်းသည်ချမ်းသာတယ်ခေါ်မလားဆင်းရဲတယ်ခေါ်မလားဒါဖြင့်တန်တရားထဲမှာလဲနေရတာသည်အမြဲတမ်းစိတ်မချလက်မချနဲ့ကိုစိတ်အေးလက်အေးနေပိုင်ခွင့်ရှိခုနပြောခဲ့တယ်
30ပုံရှိတယ်26ပုံခင်ဗျားတို့တန်တရားလင်းနေတယ်ဟိုဘက်9ပုံကတန်တရားကလွတ်သွားပြီသူတို့ကဒီလေတဲ့ထဲမှာမပါဘူးအနာဂံဆိုတာအနာဂံပြမအဖြစ်ကနေယဟန္တာဖြစ်ပြီးပြိဋိဘံဆံတော့အဲ့တော့တန်တရားလေလန်းနဲ့လွတ်လန်းဟောပြန်ချုပ်လိုက်တော့ဒုက္ခတိဒုက္ခတိကလေလန်းနိဗ္ဗာန်ကလွတ်လန်းအဲ့တော့ဘယ်လန်းကောင်းတော့ဩဒီလိုလဲရွေးတတ်တယ်နှမျိုးစရာကောင်းတယ်ခင်ဗျားတို့ဘုရားနော်နှမျိုးစရာကောင်းတယ်လို့ပြောတာကနိဗ္ဗာန်သည်တန်တရားလွတ်လန်းအကောင်းဆုံးလမ်းပဲလို့ခင်ဗျားတို့မသိဘူးလားအဲ့လိုသိတဲ့ဘဝဒီလိုအသိဉာဏ်ရှိတဲ့ဘဝရဖို့မလွယ်ဘူးတဲ့မနုဿတ္တဘာဝဒုံလဘောဆိုတာဒါပြောတာတော့ပါလားလူဘဝရခဲ့တယ်ဆိုတာခင်ဗျားတို့အခုရထားတဲ့လူဘဝသည်အကောင်းဆိုအကြောင်းအကျိုးအမှားမှန်ကိုဝေဖန်နိုင်တဲ့အသိဉာဏ်ရှိတဲ့ဘဝဒီဘဝမျိုးရဖို့မလွယ်ရေးချမလွယ်အဲ့တော့အခုညထားပြီးပြီအဲ့ဒီရထားတဲ့ဘဝကိုဒီတိုင်းပဲမေ့မေ့ရော့ရော့ပေါ့ပေါ့ဆဆနေကြရဲ့ဘုရားတို့ဘဝမြတ်မလားရှုံးမလားကောင်းပြီမြတ်စွာဘုရားလမ်း၃တွယ်ပြသွားတယ်ဒုက္ခတိလမ်းဒုက္ခတိလမ်းလွတ်လမ်းဗါတဲ့ဟုတ်ပြီလမ်းဘယ်နှတွယ်ရှိလဲအဲ့တော့ဘယ်လမ်းလျှောက်ကြမလဲပြန်မေးမယ်ဘယ်လမ်းလျှောက်ကြမလဲသိကြပြီနော်ဒါဖြစ်ရင်တန်တရားဘာကြောင့်လဲသလဲတန်တရားဘာကြောင့်လွတ်သလဲသိဖို့လိုအပ်မလို့ကောင်းပြီအဲ့ဒီတွေ့နော်ဇလန်းစရအောင်ရှေးဥစွာသက္ကတာဝက်ကတန်ယုတ်ပါဠိတော်ကလာတဲ့နတ်သားဓမ္မကမေးလို့မြတ်စွာဘုရားကဖြေရတဲ့အမေးအဖြေလေးကိုအရင်ဆုံးဦးဇင်းတို့ပြောပါမယ်ဒါလည်းအခုပြောပြီးသားစကားတွေကိုထပ်ပြီးတော့အမွန်းတေပေးတဲ့စကားပါပါဠိလိုကကေနသုဘာဟတောလောကကေနသုပရိဝါရိတောကေနသံလေနဩဒိနောကိတ္တဒုပါယိတောသရတိတဲ့မြတ်စွာဘုရားကိုဒါနတ်သားကသာဝတိပြည်ဇေတဝန်ကျောင်းတော်မှာသံကောင်ရံချိန်လာပြီးတော့မေးတဲ့မေးခွန်းဒီမေးခွန်းကခုနပါဠိလိုပြောတော့တို့တွေနားမလည်ဘူးပေါ့ကွယ်အဲ့တော့မြန်မာလိုဘာသာပြန်မယ်ကေနသုတ်ပါဟတောလောကောတဲ့ဟောဒီလောကကြီးကိုဘယ်တရားကလွှမ်းမိုးနှိပ်စက်နေပါသလဲနံပါတ်1မေးခွန်းဘာလဲလဲလောကကြီးကိုဘယ်တရားကလွှမ်းမိုးနှိပ်စက်နေပါသလဲဖရာနံပါတ်2ကေနသုပရိဝါရိတောကေနသုအဘေတရားသည်ပရိဝါရိတောလောကကိုခြံရံအပ်ပါသလဲဖရာတဲ့လောကကိုခြံရံထားတာလောကရဲ့အချမ်းအရာဟာပါလေကဲနံပါတ်1မေးခွန်းကပါလေလောကကိုဘယ်တရားကလွှမ်းမိုးနှိပ်စက်နေသလဲနံပါတ်2လောကကြီးကိုဘယ်တရားကခြံရံထားတာလဲကေနသံလေနဩဒိနောအရှင်ဘုရားတဲ့ကေနအဘေတရားသည်ဟောဒီလောကကြီးထဲမှာသံလေနမြားသဖွယ်စူးဝင်နေပါသလဲဘုရားတဲ့လောကကြီးထဲမှာလောကကြီးကိုမြားသဖွယ်စူးဝင်နေတာဘယ်တရားလဲလောကသားတွေအတွက်အမြဲတမ်းမပယ်နိုင်မနှုတ်နိုင်မထုတ်နိုင်အောင်ခင်ဗျားတို့မြားစူးနေတယ်တဲ့အဲ့ဒီမြားကဘာမြားလဲတဲ့မိကုံးဘယ်နှခုရှိမလဲတစ်ဘယ်တရားကလွှမ်းမိုးနှိပ်စက်နေတာလဲကောင်းတယ်ဗျာတရားနာတဲ့အခါဘောပယ်လေးကင်ထားပြီးတော့နော်မှတ်သားပြီးနာတာသိကောင်းတယ်အဲ့တော့အခုဘာဘောပယ်မှမပါဘဲနဲ့ခတ်တီနဲ့မှတ်မိသလိုနေတဲ့လူတွေရောကြိတ်ပေါ့ဗျာနော်အဲ့တော့နံပါတ်1နော်ဘယ်တရားသည်လောကကြီးကိုလွှမ်းမိုးနှိပ်စက်နေပါသလဲဒုတိယဘယ်တရားကလောကကြီးကိုခြံရံထားတာလဲနံပါတ်3ဘယ်တရားကမြားသခွဲစူးဝင်နေပါသလဲဟုတ်ပြီနော်
နမလေးကိစ္စဒုပါယိတောသရာတိကိစ္စအဘေတရားသည်ဒုပါယိတောအခါခသိမ့်တောက်လောင်နေပါသလဲဖရာတဲ့ပြောနမလေးရပါတယ်လေအခါခသိမ့်တောက်လောင်နေပါသလဲဟောဒီလောကကြီးလောင်မြိုက်နေတာဘယ်တရားလဲတဲ့တရားဘယ်နှခုလဲ၄ခုအဲ့တော့နံပါတ်1မေကွန်းလောကကြီးကိုဘယ်တရားကလွှမ်းမိုးနှိပ်စက်နေတာလဲကဲခင်ဗျားတို့ဘယ်သူနှိပ်စက်ခံနေရကိုယ့်အကိုစဉ်းစားကြည့်ပေါ့ကိုယ့်အကိုခံစားကြည့်ငါဘယ်သူနှိပ်စက်ခံနေရတယ်ဘယ်သူလွှမ်းမိုးထားတာလဲဟုတ်ပြီကိုယ့်အကိုဖြေထားဟုတ်ပြီနောက်တစ်ခုကလောကကြီးရဲ့အချမ်းလောကဆိုတာကိုယ့်ကိုပြောတာလို့မှတ်တာနော်ဟိုမြတ်စွာဘုရားကိုနတ်သားကမေးတယ်လောကနဲ့ခေါင်းစဉ်တက်ပြီးမမေးဘူးလားနေတယ်လောကဆိုတာခမည်းတော်ကျွတ်တို့ရဲ့ဘဝတွေပဲသူတော်ကောင်းတို့ဦးဇင်းတို့ရဲ့ရရှိထားတဲ့ခန္ဓာအခြေအနေကိုဒါလောကခေါ်တာဒီယုတ်ခန္ဓာကြီးကလောကယုတ်လောကနာရှိနေရဲ့နာလောကဒီလိုခေါ်တာနော်အဲ့တော့ကိုပဲပြန်ကြည့်ငါ့ကိုအမြဲတမ်းလွှမ်းမိုးနှိပ်စက်နေတာပဲတရားလေဟုတ်ပြီကိုကမှတ်ထားကိုအဖြစ်နဲ့ကိုနံပါတ်1ကိုဘဝရဲ့အချမ်းရံငါ့ကိုခြံရံထားတာဘာတူလဲငါအတွက်အဖော်ပေါ့ငါအတွက်အချမ်းရံပေါ့အမြဲတမ်းကိုခြံရံထားတာဘာတူလဲကဲဘာတူလဲကိုမှအချမ်းရံရှိတယ်အမြဲတမ်းကိုနဲ့မကွာနော်ဟုတ်ကဲ့ကိုအဖြစ်နဲ့ကိုအဖြစ်ရအောင်ထုတ်တာနံပါတ်3ပါတယ်လေကိုစိုးဝင်နေတဲ့များအမြဲတမ်းများဆိုင်များစုခံနေရတယ်တဲ့ခင်ဗျားတို့မှာတန်ရာတွေနဲ့သုမနာကြောမှာတန်ရာတွေနဲ့ဆိုသလိုပေါ့ခင်ဗျားတို့မှာအကုန်တန်ရာတန်ချက်တွေရှိတယ်တဲ့ဘယ်များလဲတဲ့အာမလေးသာရုရကမကြီးမြင်သားပဲနော်ကဲကောင်းပြီနောက်ဆုံးတစ်ချက်ကပါတယ်လေလောကကြီးဟာအခါကသိမ့်ဟုတ်ပြီအဘေတရားသည်အခါကသိမ့်တောက်လောင်မြိုက်နေပါသလဲဖရာတဲ့မေကွန်းဘယ်နှခု၄ခုကဲခင်ဗျားတို့အခုကိုစွမ်းတတ္တိနဲ့ကိုနော်ဖြေပြီးပြီပေါ့ဗျာအခုကြားနာရမှာကမြတ်စွာဘုရားရဲ့အဖြေနော်ဘယ်သူဖြေလဲဥဒ္ဓမင်္ဂလာဖြေဖို့ဘူးနော်ဥဒ္ဓမင်္ဂလာတရားဟောနေပေမဲ့ဥဒ္ဓမင်္ဂလာအတိအတတ်တွေဟောနေတာမဟုတ်ဘူးဘု து တရားတော့မြတ်စွာဘုရားရဲ့တရားဦးဇင်းတို့ဘုရားရှင်ရဲ့သားတော်အဖြစ်ဒီအရဟတဇဆိုတဲ့ယဟန္တာတို့ရဲ့အောင်လာငကွန်းသင်္ကန်းကိုဝိယုံသုံးဆောင်ပြီးတော့ဓမ္မသနပလင်ပေါ်မှာဟောကြတဲ့သံဃာတော်တိုင်းဓမ္မဂတိကယဟန်တိုင်းဟာမြတ်စွာဘုရားရဲ့တရားတော်ကိုသာဟောရတယ်ကိုယ့်ရဲ့အတ္တနောမဏိကိုယ့်အယူဆကိုယ့်ဝါဒကိုဟောကြားပိုင်ခွင့်မရှိဘူးတကယ်လို့ဦးဇင်းအယူဆတီးသန့်ဟောမယ်ဆိုရင်တခြားဘာသာတစ်ခုထူထောင်မှရဒါလေးမှတ်ထားအဲ့တော့ဓမ္မဂရိကစီကံဓမ္မဂရိကဆိုတာဗုဒ္ဓသာသနာတော်ရဲ့ဓမ္မဂရိကမှန်ရင်ဘယ်သူဆုံးမပဲဟောဒါကိုမသိလို့ဓမ္မဂရိကတွေကိုဟိုလိုကန့်သတ်ဒီလိုကန့်လန့်ဟိုလိုချုပ်ချက်ဒီလိုချုပ်တယ်ဟိုဘုန်းကြီးမဟောရဘူးဒီဘုန်းကြီးမဟောရဘူးဆိုတာတော်အသိဉာဏ်နေတဲ့ပုဂ္ဂိုလ်တွေလုပ်တဲ့အလုပ်နော်အသိဉာဏ်ရှိရင်ဒါမလုပ်ရဲဘူးဓမ္မဂရိကတပန်းလာတယ်ဆိုတာမြတ်စွာဘုရားရဲ့ကိုယ်စားမြတ်စွာဘုရားရဲ့ကိုယ်ပွားအဲ့တော့အခုဖြေပေးမယ်ဘယ်သူကဖြေမှာလဲမြတ်စွာဘုရားဖြေမှာအခုတော်ကောင်းတို့ကိုယ်ပိုင်အဖြေတောင်းနေတာကကိုယ်တိုင်နော်စဉ်းစားနိုင်တဲ့အသိဉာဏ်ကိုယ်ပိုင်အုံနောက်ကိုယ်ပိုင်အတွေးခေါ်ကိုယ်ပိုင်ဉာဏ်တွေဖြစ်စေခြင်းလို့ဦးဇင်းကဖြေဖို့အခွင့်ပေးနေတာအခါပေးနေတာပြီးရင်မြတ်စွာဘုရားရဲ့အဖြေနဲ့ပြန်တိုက်ကြည့်မယ်ဘယ်သူအဖြေကပို့ပြီးတော့မှန်သလဲမြတ်စွာဘုရားဖြေတာပို့ပြီးတော့အဓိပ္ပာယ်ရှိသလားပို့ပြီးအနှစ်သာရရှိသလားပို့ပြီးလက်ခံနိုင်သလားဒါကိုယ်တိုင်စဉ်းစားပြီးမှယုံရမယ်ဘုရားပြောတယ်ဆိုပြီးတော့လည်းယုံသေးရမလို့ဘူးတဲ့ဒီတော့ဒီစကားလေးကသိအရေးကြီးတယ်မြတ်စွာဘုရားကိုယ်တိုင်ပြောခဲ့တာငါအလုံးစုံသိတယ်အလုံးစုံမြင်တယ်တဲ့သဗ္ဗညုတဉာဏ်ပိုင်ရှင်ပဲ तू မသိတဲ့ကိစ္စဘာမှမရှိဘူးသို့တော့
ငါအလုံးစုံသိတဲ့လူကပုဂ္ဂိုလ်ကပြောတာပဲဆိုပြီးတော့လည်းမင်းတို့ရမယုံလိုက်နေတယ်ယထာဘုဒ္ဓကြရဲ့လားနော်ယထာဘုဒ္ဓဆိုတာသဘာဝကြရဲ့လားမစ္စည်းမပရိပဒဖြစ်ရဲ့လားအလေအလတ်ကြရဲ့လားအစွန်းလွတ်ရဲ့လားဟိုဘက်စွန်းဒီဘက်စွန်းလွတ်ရဲ့လားသဘောပါသလားအဲ့တော့ယထာဘုဒ္ဓကြမကြမစ္စည်းမပရိပဒကြမကြနော်ကိုယ်သဘာဝဓမ္မနဲ့ကိုက်ညီမကိုက်ညီဝေဖန်ပါအောင်တဲ့ဆန်းစစ်ပါအောင်တဲ့ဆန်းစစ်ပြီးမှယုံပါတဲ့အဲ့တော့ဗုဒ္ဓဘာသာဝင်တွေအားလုံးမှတ်ထားနော်သူများပါဇက်ဖြာလမ်းမဆုံးစေနဲ့ဒီစကလုံးဟာသိအရေးကြီးတယ်အခုတော်တော်များများဟိုဘုန်းကြီးကဒီလိုပြောတယ်ဒီဘုန်းကြီးကဒီလိုပြောတယ်ဟိုစာအုပ်ကြီးကဒီလိုဆိုရဲနဲ့ခင်ဗျားတို့လမ်းဆုံးတယ်ကိုယ်ပိုင်အသိမရှိဘူးဘုန်းကြီးတွေပြောနေတာနဲ့ဘုန်းကြီးတွေနောက်လိုက်เสียရမလို့ဘုန်းကြီးလည်းဖျားတဲ့ကြီးတဲ့လူတယောက်မှမရှိဘူးအဲ့တော့ဘုရားရှင်ကိုတော်မြတ်ကြီးကိုတော်တိုင်ကတောင်ငါပြောတိုင်းမယုံနဲ့အောင်လို့ပြောတာဘယ်ဘုန်းကြီးပြောတာမှမယုံနဲ့ကုံကုံပြောမယ်ကျုပ်ပြောသွားတာလည်းမယုံနဲ့အောင်ရှင်းမလားဘယ်သူညာနဲ့ဘယ်သူစဉ်းစားကိုညာနဲ့ကိုစဉ်းစားနိုင်လောက်တဲ့ဘဝတုတ္တရှိအောင်ကြိုးစားရမယ်အမြင်ကျဲအောင်ကြိုးစားရမယ်ပညာတတ်အောင်ကြိုးစားရမယ်ကိုယ်ပိုင်ဆုံးဖြတ်နိုင်တဲ့အသိရမှကိုဘဝကိုပိုင်မှာပေါ့ဗျသဘောပါသလားအဲ့တော့တို့ဘုရားကပြောထားပြီးဘယ်သူကိုဘယ်သူအာကိုအတ္တဟိအတ္တနောနာထောအားလုံးမကြဘူးလားအဲ့ဒီအာကိုနိုင်တဲ့အသိဉာဏ်တွေရအောင်ဦးဇင်းတို့ကဘုဟုတ္တဖြစ်ဖို့လာပြီးတော့နော်မျှဝေပေးယုံသက်သက်ပဲဖြစ်တယ်အဲ့တော့ကိုယ်ပိုင်ဉာဏ်နဲ့စဉ်းစားရမယ်အခုမြတ်စွာဘုရားဖြေပြီးမေစုနာမေစုနဗ္ဗာဟတိလောကောတဲ့မေစုနဗ္ဗာဟတိလောကောဟောဒီလောကကြီးကိုလွမ်းမိုးနှိမ့်ဆက်နေတာကမေစုနာဆိုတဲ့သေမင်းနဲ့ဘုရားတို့လွမ်းမိုးထားတာပါလဲသေမင်းနဲ့သေခြင်းတရားတဲ့ဘုရားတို့ဘာတွေဘလို့လှုပ်ခြင်းနဲ့ကိုင်ခြင်းနဲ့ပိုင်ဆိုင်ခြင်းနဲ့နော်ချစ်ပါတယ်ခင်ပါတယ်ပြောသေခြင်းတရားနှိမ့်ဆက်သွားရင်ဗာမြန်တတ်နိုင်သေးတယ်လှုပ်လက်စားအလုံးမပြီးသေးလို့မသိပြရစေနဲ့အောင်လို့ပြောလို့ချစ်သူခင်သူတွေနဲ့မခွဲခြင်းလို့မသိပြရစေနဲ့အောင်လို့ပြောလို့ငါတစ်သက်လုံးရှာထားတဲ့စီးပွားလေးခုမှရတာသုံးဖို့အချိန်လေးစောင့်ပေးပါအောင်လို့ပြောလို့ငါဒီယာရူးလေးခုမှရတာမတတ်ပါနဲ့အောင်လို့ပြောလို့ဟုတ်ကလားအဲ့တော့တလောကလုံးကိုလွှမ်းမိုးပြီးနှိမ့်ဆက်နေတာပါလေသေခြင်းတရားဒါလေးမှတ်ထားအဲ့တော့အဲ့ဒီသေခြင်းတရားကိုခင်ဗျားတို့စီဘယ်အချိန်လာမှာတော့ဘယ်နေရာခေါ်မှာတော့ဘယ်ပုံစံနဲ့ခေါ်မယ်ဆိုတာလဲမသိဘူးဘယ်နေရာမှာခေါ်မယ်ဆိုတာလဲဘယ်အချိန်ခေါ်မယ်ဆိုတာလဲနော်အဲ့တော့မသိဘူးဆိုတော့မသိရင်စိတ်အေးလက်အေးနေဖို့လားစိတ်ချရအောင်လုပ်ဖို့လားစိတ်အေးလက်အေးနေခြင်းရှိဘူးအချိန်မရွေးခေါ်မှာကိုအမြဲတမ်းလွှမ်းမိုးနေတာခင်ဗျားတို့မေရောပေါ့ဆဆနေကြလို့အဲ့တော့မေရောပေါ့ဆတယ်ဆိုတာတခြားမဟုတ်ဘူးဒီဘက်ကထောင်ထားတဲ့စက်ဝိုင်းကြီးအလကားဖြစ်နေမှာဆိုလို့နော်ခုခင်ဗျားတို့မေလျောပေါ့ဆနေတာဘယ်သူတတ္တိလဲလို့မေးရင်အဝိဇ္ဇာပါတယ်လေအဝိဇ္ဇာဆိုတာမေလျောခြင်းပေါ့ဆခြင်းမေ့တယ်ဆိုတာတတိလျှော့တယ်ဆိုတာဝရိယပေါ့ဆတယ်ဆိုတာပညာသတိဝရိယပညာမရှိတာကိုဘာခေါ်တော့ဝိဇ္ဇာတတိရှိတဲ့လူကငါအချိန်မရွေးသိနိုင်တယ်ဆိုတော့မသေးခင်လှုပ်တဲ့လှုပ်ထိုက်တဲ့အလုပ်ကိုအခုပဲပြီးအောင်လုပ်နေတယ်ဣဇေဝကိစ္စမတ္တဗံကောဇင်ညာမရဏံသူဝေအခုလုပ်ရမယ်ကိစ္စလှုပ်တဲ့လှုပ်ထိုက်တဲ့အလုပ်ကိုအခုပဲပြီးအောင်လုပ်တဲ့ဘယ်ချိန်သိမယ်ဘယ်သူမှမသိနိုင်ဘူးနေလဲသိနိုင်တယ်ညလဲသိနိုင်တယ်အခုလဲသိနိုင်တယ်ခဏနေလဲသိနိုင်တယ်အဲ့တော့မသေးခင်ပြီးအောင်လှုပ်တဲ့အလုပ်ကိုလှုပ်ထားရမယ်တဲ့ခုခင်ဗျားတို့ကပေါ့ဆဆနေတယ်တာရည်သမီးရည်စီးပွားရေးလူမှုရေးအကြောင်းပြပြီးနေတော့သေမင်းကိုပဲခင်ဗျားတို့ကမျက်ကွယ်ပြုထားအဲ့တော့သူဒီမျက်ကွယ်ဖြစ်ပြုထားလို့ခင်ဗျားတို့ကိုချမ်းသာပေးမှလားအချိန်တန်ရင်ခေါ်မှလားအဲ့ဒါကိုမေ့နေတာဘယ်သူခေါ်တော့အဲ့ဒီအဝိဇ္ဇာသာလာပြီဆိုအဝိဇ္ဇာပစ္စယသင်္ခါရဆိုနေ့စဉ်လွဲမားတဲ့ကံတွေလုံးမယ်အဲ့ဒီကံတွေလုံးရင်တန်တရားဘာဖြစ်မှာတော့လဲမှာတန်တရားလဲပြီဆိုချမ်းသာမလားဆင်းရဲမလားကြည့်တန်တရားလဲတဲ့ထဲမှာသစ္စာနှမျိုးပဲရှိတယ်သမုဒိယသစ္စာရဲ့
ဒုက္ခသစ္စာအဲ့တော့သမုဒယလှုပ်ရင်ပါရမလဲဒုက္ခသစ္စာသမုဒယလှုပ်လိုက်ဒုက္ခရလိုက်သမုဒယလှုပ်လိုက်ဒုက္ခရလိုက်ဘယ်သူဥစည်းနေလို့လဲအေးအဲ့ဒီအတွက်မြတ်စွာဘုရားအခုသတိပေးလိုက်ပြီနတ်သားကလာမေးတာအကြောင်းပဲမဟုတ်ဘူးဒီနတ်သားကြီးကလည်းသူ့ဟာသူနော်တာယေသမီးရဲ့စီးပွားရေးလုံရင်းကန်ရင်းနဲ့မထင်မှတ်ဖဲနဲ့သေခဲ့ရတော့မြတ်စွာဘုရားရဲ့အဆုံးအမတွေအရာမသေးခင်အချိန်မီလှုပ်ထားနိုင်လို့သူနတ်သားဖြစ်သွားတာဖြစ်သွားပြီးတဲ့နောက်ခမည်းတော်ကျုပ်တို့ကိုသတိပေးခြင်းလို့လာမေးတာအလုတ်ပြက်ခံပြီးတော့နတ်ပြည်ရောက်သွားပြီဆိုမှတော့စီးစိမ်ခံစားနေတာဘယ်သူမှလူပြည်မလာခြင်းဘူးဘယ်နဲ့မှလူပြည်မလာခြင်းဘူးအလုတ်ရှုပ်တယ်အခုမြတ်စွာဘုရားထံလာတယ်ဆိုတာသူရထားတဲ့ဓမ္မလေးကိုခမည်းတော်ကိုပြန်ပြီးတော့ sharing လုပ်ခြင်းလို့အဲ့တော့ဒီနတ်သားစီသူ့အတွက်လာမေးတာလားဘယ်သူအတွက်မေးတာဒီနေ့ဒီနတ်သားရဲ့အမေးကိုဘယ်သူတွေကြားရတော့ဒါဖြင့်ဒီနတ်သားဘယ်သူအတွက်မေးတာလို့ခံယူမလဲကိုယ့်အတွက်မေးထားတာလို့ခံယူမယ်အဲ့တော့တလောကလုံးကိုလွှမ်းမိုးနှိပ်စက်နေတာဘယ်သူလဲသေခြင်းတရားဟုတ်ပလားကောင်းပြီဒုတိယတစ်ချက်လောကကြီးကိုဘယ်သူခြံရံထားသလဲလို့မမေးဘူးလားမြတ်စွာဘုရားကဇရာယပရိဝါရီတောဟောဒီလောကသားကြီးတွေအားလုံးကိုခြံရံထားတာကဇရာအိုခြင်းတရားဘာတရားကောင်းပြီအခုတရားပွဲစတော့ကဦးဇင်းတို့2 နာရီခွဲကစပြီးသီလပေးတဲ့အလုပ်ကိုလုပ်ခဲ့တာအခု3 နာရီခွဲပြီနော်1 နာရီရှိသွားပြီအဲ့တော့တရားပွဲစကစားနဲ့အခုနဲ့ခင်ဗျားတို့ခန္ဓာဘာကွာသွားလဲငါပင်ပန်းလာတယ်ထကျင်ပြီလားပြန်တော့သူကရှေ့ရထိုင်ပြီးပင်ပန်းနေပြီ1 နာရီနော်ဒါဆိုတော့ဒါငါ့ကိုညူညင်တဲ့သဘောရှိတယ်နော်1 နာရီစာဘာဖြစ်သွားအိုသွားပြီနာရီမလတ်မိနစ်မလတ်စက္ကန့်မလတ်ဘာဖြစ်နေတာအိုးနေတာအိုးတယ်ဆိုတော့ခင်ဗျားတို့ကမျက်စိမွဲမှနားထိုင်မှခါးကိုင်းမှမဟုတ်ဘူးပြိုအဲ့ဒီနေရာမှာတော်တော်ကောင်းလို့မြန်မာစကားလုံးမှာကြားဘူးကြပါလိမ့်မယ်အသုံးများတာလည်းကြုတ်ပါပဲနော်သေခြင်းစိုးအိုခြင်းစိုးနာခြင်းစိုးပြောဘူးလားပြောတယ်ခုခင်ဗျားတို့ဒီတဏှာကြီးတွင်းမှာခုဘာလုပ်နေကြလဲတရားနာနေတာတရားနာနေရင်ဒီတဏှာကြီးစားအိုသွားတာဒီခင်ဗျားတို့မှန်မှန်ကန်ကန်အသုံးမချပဲနဲ့အိုလာတာလားအသုံးချပြီးအိုလာတာလားဒါဖြင့်ဒီအချိန်ကိုအိုခြင်းကောင်းခေါ်မလားအိုခြင်းဆိုးခေါ်မလားကောင်းသောအိုခြင်းနဲ့ခင်ဗျားတို့အိုနေတာသို့တော့ဒီလိုတရားမနာတရားအမထုတ်တရားနှလုံးမသွင်းမဲနဲ့အိုလာခဲ့တဲ့အချိန်တွေဘယ်လောက်ကြာပြီလို့ဒါဖြင့်အဲ့ဒါကဘာလို့အိုခြင်းဆိုးရှင်းမလားအဲ့တော့အိုခြင်းဆိုးဆိုတာဒါနမလုပ်လိုက်ရပဲသီလမလုပ်လိုက်ရပဲဝိပဿနာဘာဝနာတွေအာမထုတ်လိုက်ရပဲတန်တရားလွတ်မြောက်ကြောင်းမလုပ်ဖဲအိုတဲ့အိုဟာအိုခြင်းဆိုးနေ့စဉ်နဲ့အမျှခင်ဗျားတို့အိုခြင်းဆိုးကနှိမ့်ဆက်နေတယ်အဲ့တော့အိုလာရင်ဘာဖြစ်လာလဲဆိုတော့အိုလာတော့တန်ဆွမ်းခြင်းမရှိတော့ကာယဗလာစိတ်တဗလာညာဏဗလာ3 ထန်လုံးဆုပ်ယုတ်လာတယ်ကဲအသက်ကြီးလာလို့ညာပိုကောင်းလာတဲ့လူဆိုရှိလားကာယဗလာတွေပိုကောင်းလာတယ်ဆိုတာရှိလားအဲ့တော့ကာယဗလာကလည်းခုခင်ဗျားတို့တရားနာတာကစဒကာကြီးပြောတယ်တဏှာကြီးဆိုဘာဖြစ်လို့ပင်ပန်းလာပြီနော်ဒါအသက်ကြီးလာတဲ့အတိတ်ပဲငယ်တုန်းကတော့တဏှေကုန်ဖဲထိုင်ရတာဘာမှပြဿနာမရှိပါဘူးတော့ပါလားဘီယာထိုင်တော့တဏှေကုန်တော့နေတာပဲဘာမှဖြစ်ဘူးနော်အခုတော့တဏှာကြီးလောက်တရားနာတာကိုဘာဖြစ်လို့အဲ့ဒါအိုးလာပြီဆိုတော့ကာယဗလာလည်းမရှိတော့ဘူးနော်ညာဏဗလာကလည်းရှေ့ကပြောနောက်ကမေ့မနေမှနေရတယ်နောက်တစ်ခါပြန်မေးလိုက်တစ်ကပါအဲ့တော့နောက်ခါအမှတ်ထားတဲ့လူတွေဖြေကြပါအောင်ပေါ့အဲ့တော့ဟိုကလည်းဖြေတော့မယ်ဆိုတော့သူကလည်းညံအားကိုးတာတော့မဟုတ်ဘူးစာရွက်လမ်းကြည့်တာ
သဘောပါလားအိုချင်းစိုးပေါ်မထင်နဲ့လွှမ်းမိုးနှိမ့်ဆက်နေဆိုဆိုတာဦးဇင်းတို့တွေတရက်အိုလာတာနဲ့မြကာယဗလာတွေရုပ်ရော့လာပြီစိတ်တဗလာတွေရုပ်ရော့လာတယ်စိတ်ကလည်းကိုယုံကြည်မှုမရှိတော့ခါရလာတာသွားတာလာတာကစပေါ်ဆာလွတ်ပေါ်ပါလွတ်လတ်သွားနိုင်သေးလားမသွားနိုင်တော့ဘူးအမလေးထားကျွတ်ထိုင်ကျွတ်ဟမ်သဘောပါသလားအိုလာပြီဆိုရင်မကောင်းတော့ကုသိုလ်တရားထက်မြက်မလုပ်နိုင်တော့အာကုသိုလ်တွေရဲရင်မပယ်နိုင်တော့ဟောငယ်တော့ကလို့ထက်မြက်ခြင်းမရှိတော့ရဲမှုမရှိတော့အဲ့ဒါအိုခြင်းတရားကခမည်းတော်ထာဝရခြံရံပြီးနှိမ့်ဆက်နေတာအချိန်ပြည့်ခမည်းတော်ကိုခြံရံတာဘယ်တော့မှကွာမသွားဘူးခင်ဗျားတို့ချစ်လာပါပြီဆိုတဲ့အဆွေခင်မုန်းကအတူတူမနေနိုင်ဘူးအချိန်ပြည့်အတူတူနေနိုင်သလားနေလို့ရသလားဒါပေမဲ့ခင်ဗျားတို့ ਨੇ မကွဲမကွာအမြဲနေတာဘာလို့လဲစက္ကန့်တိုင်းမှာဖြစ်အိုးနေတာဂိုင်းမြတ်စွာဘုရားအဖြစ်သဘာဝကြမကြတလောကလုံးကိုလွှမ်းမိုးနှိမ့်ဆက်ထားတာကဘာလို့လဲသေခြင်းတရားခင်ဗျားတို့ကိုအမြဲတမ်းခြံရံပြီးထက်ချမကွာလိုက်နေတာကဂိုင်းသိကြပြီလားတနေ့ကုံသွားတော့အမလေးပြင်းတယ်နော်တနေ့ကုံသွားပြန်ပြီဘာမှလည်းမဟုတ်ဘူးဘာမှမပြောနဲ့ဗျအိုချင်းစိုးအိုနေပြီရှင်းရလားအိုချင်းစိုးအိုပြီးဒီတိုင်းသာသွားရင်သေချင်းစိုးသေတော့မှလို့ကိုပြန်မှတ်ထားနားလည်မလားသဘောပေါက်သလားနေ့တိုင်းကိုလှုပ်ထိုက်တဲ့အလုပ်လွတ်မြောက်ရလမ်းကြောင်းမလုံနိုင်ဘူးဆိုရင်အိုချင်းစိုးနဲ့သေချင်းစိုးနှိမ့်ဆက်သွားမှတရားအထုတ်ခြင်းလားကြီးရဲ့တရားနာခြင်းလားကြီးရဲ့လှုပ်ချင်လို့ရအောင်မလားအဲ့တော့အခုခင်ဗျားတို့လုပ်နေတဲ့သားရင်သမီးရေးစီးပွားရေးရောကိုပိုင်သလားရှာထားတဲ့ဒေါ်လာတွေသေယူသွားလို့မရဘူးချစ်လာကြီးရဲ့ဆိုရဲသားလင်ခင်မောအောင်ကိုနောက်လိုက်သေးမလားလိုက်သေးတော့အတူတူသေးလို့ရသလားမရဘူးအဲ့တော့ဘသူကိုနောက်ပါမလို့ဘသူမှမပါဘူးဒါပေမဲ့ဒါလည်းခင်ဗျားတို့မခွဲနိုင်ဘူးရှင်းတယ်နော်အဲ့တော့ခွဲနေရမှာမပြောဘူးအခုကလေးကရင်ညံနဲ့လွတ်မြောက်အောင်ဒီမှာကြည့်တန်တရားလဲတာဘသူကြောင့်မေလျော့ပေါ်ဆနေလို့အဲ့တော့တန်တရားလွတ်ချင်ပါလို့မလဲမမေ့မလျော့မပေါ်မဆအမလေးလွယ်လေးကိုခင်ဗျားတို့ခက်နော်နောက်ကြတော့မှအားရင်ပြန်ဆိုကြည့်ကြအခုတော့ကျတို့အချိန်မရှိဘူးအဝိဇ္ဇာပစ္စယသင်္ခါရပစ္စယဝိညာဏခင်ဗျားတို့ကြားဘူးလားပစ္စယဆိုတာအဝိဇ္ဇာဆိုတဲ့တရားအကြောင်းကံရှိရင်သင်္ခါရလုတ်တယ်သင်္ခါရလုတ်ရင်ဝိညာဉ်ရမယ်ဝိညာဉ်လုတ်ရင်နာယရမယ်နာယလုတ်ရင်သရယနာရမယ်ဆိုနောက်ဆုံးဇရာမရဏမှာဏိကုံးချုပ်ကောင်းပြီအဲ့ဒီအိုနာသေးလွတ်ဖို့ရေးမှာအဝိဇ္ဇာယတွေ့ဝအသေသဝိရာဂဆိုတာအဝိဇ္ဇာချုပ်သွားပြီဆိုရင်တဲ့အဝိဇ္ဇာချုပ်သွားတယ်ဆိုတာအဝိဇ္ဇာကမေလျော့ပေါ်ဆမမေ့မလျော့မပေါ်မဆနေတဲ့လူဆိုရင်အဝိဇ္ဇာချုပ်ရင်သင်္ခါရလည်းချုပ်တယ်သင်္ခါရချုပ်ရင်ဝိညာဉ်ချုပ်ရင်တန်တရားဘာဖြစ်တော့လွတ်ပြီတလုံးနဲ့ပဲအများကြီးလှုပ်ရှားမလို့တရားအသိသာပိုင်နိုင်ရှိနေမမေ့တဲ့တတိမလျှော့တဲ့လုံလဝရိယမပေါ်ဆတဲ့ပညာနဲ့နေရင်ရတို့တန်တရားကလွတ်ပြီဒီအဝိုင်းကြီးလဲစရာလွယ်လေးပဲဟိုတစ်ခုဒီတစ်ခုလိုက်ဖြတ်နေစရာမလိုဘူးသိရင်လွတ်ပြီရှင်းမလားကြည်ရောကြည်နဲ့သလားကဲမိကွန်းနှစ်ခုတော့ပြီးသွားပြီနံပါတ်3မိကွန်းပါတယ်ခုချိန်ဒီခင်ဗျားတို့စနစ်တကျမှတ်မထားနိုင်သေးဘူးအခုလောက်ဟောလာပြီးရင်ခင်ဗျားတို့ကျုပ်ကိုဖြေရမယ်အဖြေကနံပါတ်3မိကွန်းပါလဲဆိုတပည့်တော်တို့ကိုစူးဝင်နေတဲ့မြားကဘာလဲဖျားဒီလိုဖြစ်ရမှာအဲ့ဒါမှတရားနာတဲ့လူတွေမှတရားဝင်မပါဘူးတော့ပါလားသူသိသင်တယ်ဆိုတာအဲ့လိုသင်ပေးတာအဲ့ရှိမှပြောခဲ့ပြီးသားအရေးကြီးအမြွတ်တွေပြောခဲ့ပြီးသားဒါပေမဲ့ခင်ဗျားတို့အကောင်လိုက်ချနင်းမှမြင်တဲ့ကောင်တွေရှင်းလားတတ္တဝါဆိုတာဘယ်သူပြောတာလဲကိုယ်ပြောတာပါရှေ့မှာမပြောခဲ့ဘူးလားဟုတ်ပြီဒီနတ်သားကဘယ်သူအတွက်မေးတာလဲကဲဒီလိုလဲပြောထားပြီးပြီဒါပေမဲ့အခုတတ္တရမေကွန်းဆိုတော့လဲဝိလက်ကြောင်မှထွက်လာတော့တကယ်တပည့်တော်တို့ကိုစူးဝင်နေတဲ့မြားမြဲတို့မြားစိတ်သင့်နေတဲ့လူတွေဗါတဲ့မြားစိတ်သင့်နေတော့အစိတ်မူးနေတဲ့အတွက်
လှုပ်တဲ့လှုပ်ထိုက်တာတွေကိုမလှုပ်ဘူးဟမ်ဦးစားပေးတဲ့နာကိုမပေးဘူးခုတို့ဗုဒ္ဓဘာသာတွေဆိုရင်ဘယ်သူအဆုံးမတိုင်းနေရမလဲမြတ်စွာဘုရားအဆုံးအမနဲ့ညီဖို့မညီဖို့နဲ့ဒေါ်လာရဖို့ဘယ်ဟာရေးကြည့်ဟောသဘောပါသလားတစ်သက်လုံးနေလာတာဒါပဲပတ်စံရဖို့အရေးကြီးတယ်ဘုရားဆုံးမညီတယ်မညီတယ်မသိဘူးလိန်လို့ရရင်လိန်လိုက်ခိုးလို့ရရင်ခိုးလိုက်အခုဒီမှာကျတော့လိန်လို့ခိုးလိန်စရာခိုးစရာတော့မလိုဘူးဒါပေမဲ့အလုတ်ပြေးမယ်ဘုရားကြောချိန်မရဘူးအမလေးဒီနေ့တော့ဘုရားကြောချိန်ကိုမရခဲ့ဘူးသလားပျော်ပျော်ပဲဘုရားကြောချိန်မရခဲ့လို့ချုံးဝဲချငိုနေတဲ့လို့ဘယ်နှယောက်မြင်ဘူးတော့ဘယ်တော့မှလည်းမြင်ရမှာမဟုတ်ဘူးနဲ့သဘောပါသလားမနဲ့အိယာထနောက်ကျသွားလို့တရားထိုင်ကြီးလေးမထိုင်ခဲ့ရလို့ငါဒီနေ့စိတ်ဆင်းရဲလိုက်တာဆိုတဲ့လူရှိပါဦးမနဲ့တရားကိုမထိုင်ပြဘူးတော့ငါလေဟောဒါပဲပြီးပြီသဘောပါလားကြည်ရောကျင်တတ်သလားတနေ့ငါအတွက်လွတ်မြောက်ကြောင်းလုပ်ကိုဘယ်လောက်လုပ်မယ်နော်ဘယ်လိုကြိုးစားမယ်လို့အပတ်တကုမလာဘူးဒီတော့သူတော်ကောင်းတို့တွေဟာလမ်းမှန်လျှောက်နေတာလားလမ်းမှားလျှောက်နေကြတာအဲ့ဒါဘယ်သူကြောင့်လဲဆိုတာကိုစိတ်လူများသင့်နေတယ်တဲ့အဲ့ဒီများဗာများလဲဆိုတော့မြတ်စွာဘုရားကတဏှာသံလေးနာဩဒိန်တော်နော်ဩဒိန်တော်ဟောဒီမင်းတို့ငါတို့တွေကိုတဏှာဆိုတဲ့တန်လေနာမြားကြီးစူးနေတယ်တဲ့ဗာများတဏှာများဒါကြောင့်မို့ခုတန်တရားမှာခင်ဗျားတို့ဒီမှာခေါင်းဆောင်ကြီးနှစ်ယောက်အလဲကောင်မှဖမ်းထည့်ပေးထားတယ်ကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးကနော်ဘယ်သူနဲ့ဘယ်သူတို့ဟောဒီတန်တရားစဝိုင်းကြီးကိုလဲအောင်ခံထားတဲ့ဝင်ရိုးကြီးနှစ်ချောင်းอ่ะဒါပဲဘယ်သူနဲ့ဘယ်သူအဝိဇ္ဇာဆိုတာလောက်ပြန်ပြီမေလျော့ပေါ်ကျက်ထားတဲ့စာရကြီးထအောင်မနေနဲ့ရှင်းလားခင်ဗျားတို့ဟိုစာသင်ပေးတိုင်းအဲ့စာလောက်ပဲသိတာဟုတ်ဗျစာရင်လမ်းဆုံးနေလို့မရဘူးသူ့အတက်သွားကမေလျော့ပေါ်ဆပြန်ပြောသတိမရှိခြင်းဝရိယမရှိခြင်းပညာမရှိခြင်းကိုဘာခေါ်တော့အဝိဇ္ဇာရှင်းသလားအခုဗာများစုတော့တဏှာများစုနေတယ်ဘာစုနေတယ်တဏှာများစုနေတော့အခုခင်ဗျားတို့မှာ၅ပါးအာယုံကာမဂုဏ်တွေမရှိဘူးလားအဲ့ဒီကာမဂုဏ်အလုတ်တွေကိုတတ်မဲ့မောနေတယ်မြားနော်တန်တရားကလွတ်မြောက်ဖို့ကိုသိပြီးတော့လိုချင်မရှိဘူးတကယ်လိုချင်နေတာကကိုယ့်ရဲ့သားရေးသမီးရေးစီးပွားရေးလူမှုရေးအဆင်ပြေဖို့ဟောတရားအထုတ်မဲ့ဘယ်တော့ဒီသားသမီးလေးတွေကြီးရင်သူတို့ရေးစိတ်ရေးရရင်နော်နောက်ပင်စင်ယူပြီးလုံမှာပေါ့အောင်မပင်စင်ယူတဲ့အထိမြန်သူ့ကိုအသက်ဘယ်သူကအာမခံပေးထားတယ်မသိဘူးရှင်းလားခင်ဗျားတို့ insurance ဆိုတာလဲနိုင်ငံဥပဒေအရရှောက်လို့ရတော့လိန်တာပဲခင်ဗျားတို့လိန်ထားတာဘယ်သူမှအမှန်ပေးဖို့ကောင်းမဟုတ်ဘူးတကောင်းမှမပေးဘူးခင်ဗျားတို့လိန်ထားတာ insurance ကိုခင်ဗျားတို့အာမခံနိုင်သလားခံနိုင်သလားအဲ့တော့ခင်ဗျားတို့အာမခံဘယ်သူရှိတော့ဘယ်သူမှမရှိဘူးမရှိပေမဲ့ဒီသားရဲ့သမီးရဲ့စီဝါရေးကဦးစားပေးသူကိစ္စပြီးမှကိုယ်ကိစ္စလုပ်မှလူသားကောင်းတွေကြီးပဲခင်ဗျားတို့ရှင်းလားအဲ့တော့တရားအရေးဆိုတာအာမအချိန်ရမှလုပ်ရမှာလားလူတန်တရားလွတ်မြောက်ကြောင်းအလုပ်ကအာမလုပ်ရမှာလားအချိန်ရမှလုပ်ရမှာလားဘယ်လိုလုပ်မလဲအချိန်မရအောင်လုပ်ရမယ်မအားတဲ့ကြားကလုပ်ရမယ်တရားဆိုတာဘုရားရှင်ရှေ့သွားပြီးငုတ်တုတ်ထိုင်နေမှတရားမဟုတ်သွားတတိလာတတိနေတတိထိုင်တတိစားတတိတောက်တတိပြောတတိဆိုတတိတတိရှိမယ်ဝရိယရှိမယ်ပညာရှိမယ်ဆိုရင်လွတ်နိုင်မလွတ်နိုင်တန်တရားလွတ်ရေးတာဥစားပေးပြီးလုပ်နေခင်ဗျားတို့မရဘူးလားရပြီမဲ့ခင်ဗျားတို့ဒီမြားစိတ်ကသင့်နေတော့တန်တရားလွတ်ရေးကနောက်မှဆူတောင်းတာကိုကြည့်လေဒါနလို့ရှင်ဗျာ
ဒီလင်ဒီမယားနဲ့အတူတူမလီကတ်တာကလာထိုင်ကိုင်အောင်နှစ်ယောက်အတူထိမှနော်ဘဝဆက်တိုင်းအတူမလဲလာတာကိုကဘယ်လိုဘဝဆက်တိုင်းအတူနော်ဖြစ်လျာဘဝမှာဒီလင်ဒီသားဒီမယားဒီမြေတွေနဲ့ဒါပြည်လဲတဲ့မိသားစုမပြည်လဲတော့တော့မဆုံးခြင်းသဘောပါသလားပြည်လဲနေရင်ဒီလင်ဒီသားဒီမယားနဲ့အတူတူဘဝဆက်တိုင်းလူချမ်းသာနတ်ချမ်းသာအချိန်ချင်းခံစားပြီးတော့အဆုံးစွန်သောဘဝနောက်ကာလ၌ဟောနိဗ္ဗာန်ကိုဆုတောင်းတာကအဆုံးစွန်သောဘဝဟုတ်တော့အဆုံးစွန်တဲ့နောက်ကိုကြာသေးတယ်အဲ့တော့နိဗ္ဗာန်မြန်ရကြတာလားဖြည်းဖြည်းပဲလားအေးကောင်းပါလေဖြည်းဖြည်းဆိုတော့ဘာဖြစ်မို့တန်တရားလဲမယ်ခင်ဗျားတို့အမြဲတမ်းဘသူနှိမ့်ဆက်တာခံသေခြင်းတရားအမိတော်မှာအမြဲလွမ်းမိုးနှိမ့်ဆက်နေတာကသာဝရကိုခြံရံထားတာကအိုခြင်းတရားဒါဖြစ်လျာဘဝတိုင်းမှာမှတ်ထားဘယ်တော့မှပြေးမလို့ရှင်းလားအခုတို့ဗုဒ္ဓသာသနာတော်ဝင်နေမြတ်စွာဘုရားအဆုံးအမတိုင်းကျင့်ကြံတဲ့လူတွေကဒီတဘဝစာအိုသေးကိုကြောက်လို့တရားလုပ်နေတာမဟုတ်ဘူးတန်တရားနဲ့မြအိုခြင်းသေခြင်းကိုအဖန်ဖန်အိုရခြင်းဆင်းရဲအဖန်ဖန်နာရခြင်းဆင်းရဲအဖန်ဖန်သေရခြင်းဆင်းရဲကလွတ်ဖို့တခါတည်းကြိုးစားနေတာအဲ့ဒါဟိုမသိတဲ့နတ်လပိန်းတုံးတွေကအိုမမအိုသေးပဲနေတို့ဗုဒ္ဓဘာသာတွေကမအိုခင်ကကိုဆင်းရဲခံလို့မအိုခင်ပျော်ပျော်နေမင်းဟုတ်တယ်ထင်နေတာလူဘဝတူတူလေးပျော်ပျော်နေတယ်ပျော်ပျော်နေသေခြင်းစိုးရှင်းလားအိုခြင်းစိုးကြံသေးတယ်နာခြင်းစိုးကြံသေးတယ်နင်တို့အိုခြင်းစိုးနာခြင်းစိုးသေခြင်းစိုးအေးရဖျားကလည်းနာရောဘသူအာကိုမှမသိဟိုလူအလိုမကျဒီလူအလိုမကျသူဝေဒနာလည်းသူမရှုတတ်မမှတ်တတ်ဒီလိုဖြစ်နေတဲ့လူတွေများစွာမရှိဘူးလားတစ်ချိန်မှတရားအားမထုတ်ဘူးနဲ့ပက်လက်ဖြစ်နေတော့မှအမေတရားဟောပေးပါဦးနင့်မေတရားအားထုတ်ဘူးလားမအားမထုတ်ဘူးလို့မအားမထုတ်ဘူးငါလာမခေါ်နဲ့ဘာမှပြောရမှာမဟုတ်တကွာကြီးဘာမှမပိုင်ဘူးဆိုပဲလဲသွားကြားခြင်းဘူးဘာလို့ဆိုတော့အခု तू ကမပိုင်နေတာသိနေတော့မစွန့်ခြင်းဘူးပိုင်ခြင်းနဲ့ဆိုင်ခြင်းနဲ့အရာရောက်ခြင်းဘယ်သူပဲဖြစ်ဖြစ်အိုခြင်းနာခြင်းဖြစ်လာရင်အိမ်မှာအပေကံဖြစ်လာမှာကြိုစဉ်းစားလုံနိုင်ကြိုင်နိုင်တို့အရာရောက်တာမျိုးပေးနိုင်ရင်ဖေကြီးမေကြီးဥလေးအတော်နဲ့ရွှွှွှကိုဝင်းနေတာနင်တို့မပေးနိုင်တဲ့နေ့ဒီအဖွားကြီးရှုပ်တယ်ဖြစ်လာမှာဟုတ်လားမဟုတ်လားအခုကလေးကရင်တခါလဲကြိုပြီးတော့ပြင်ဆင်ထားအဲ့တော့မအိုခင်မနာခင်လေးကလွတ်မြောက်ကြောင်းကိုရွတ်ချွန်လှုပ်ထားဖို့လိုအပ်မလို့အဲ့တော့အိုလာတဲ့ချိန်ဒီများနှုတ်ပြီးသားဆိုရင်ပူစရာအကြောင်းရှိတော့အခုဗာများစူးနေတယ်တဏှာများစူးနေလို့ခမရတို့လွတ်လန်းကိုရွတ်ချွန်မလုံနိုင်တာရှင်းရလားအဲ့တော့တာရဲ့သမီးရေးစီးပွားရေးလူမှုရေးနဲ့အချိန်ကုန်နေတဲ့အတွက်တရားအားထုတ်ဖို့အလုပ်ကနောက်ကျနေခဲ့ပြီနောက်ကျနေတော့အိုခြင်းစိုးအိုလာပြီဆိုတော့မှအားထုတ်ခြင်းတယ်ဆိုတော့ဉာဏ်ကလည်းမလိုက်နိုင်တော့ခန္ဓာလည်းမလိုက်နိုင်တော့ကိုတရားနာတာတော့မှဒီတရားနာပေးသက်ကတော်တော်ထူးချွန်တယ်လို့ပြောရအောင်အမေရိကန်တိုင်းရင်ဘိုးဆန်ဆန်တရားနာတဲ့လူတွေများတယ်ကရထိုင်လေးနဲ့ဒူးနာနေလို့ဖျားနော်ဆောင်းချောင်းမထိုင်နိုင်လို့ခွတ်လွတ်ပါဘာမှဖြစ်ဘူးဘုန်းကြီးတွေကတော့ဘာမှဖြစ်ဘူးနော်ကိုအားကိုသုံးနဲ့ကိုသွားမှာဦးဇင်းတို့ကဘာမှပြောစရာမလိုခွင့်မလို့စရာလည်းမရှိဘူးခင်ဗျားတို့ကျုပ်တို့နဲ့ရှင်ထိုင်လို့လဲကျုပ်တို့ကဘာမှပြောစရာမလိုနော်ဦးဇင်းတို့ကြည့်စဉ်ကိုဦးဇင်းတို့လမ်းစဉ်နဲ့ဦးဇင်းတို့သွားနေတာအဲ့တော့ခင်ဗျားတို့ကကိုနဲ့ကိုထက်သီလသမာဓိပညာမြင့်မားတဲ့ပုဂ္ဂိုလ်ကိုဘယ်လိုနေသင့်တယ်ဘယ်လိုထိုင်သင့်တယ်ဆိုတာကိုယ့်ရဲ့သရတရားနဲ့ကိုသွားတာအာဃာရဝမဖြစ်အောင်နေဖို့လိုတယ်အာဃာရဝဖြစ်သွားပြီဆိုတာနဲ့ကိုယ့်အတွက်အာဟုသို့ဖြစ်မှာအဲ့ဒါကိုအာဟုသို့ကိုယူတာဘယ်လိုနဲ့မှမဆိုင်ဘူးကျုပ်တို့ကခွတ်လွတ်တာမလွတ်တာနဲ့ဘာမှမဆိုင်ရှင်းလားသဘောပေါက်သလားမထိုင်သင့်ဘူးလို့ပြောတာမဟုတ်ဘူးနော်သို့တော့ဂါရဝတရားရှိရမယ်နော်တောင်းတောင်းပန်ပန်ကိုယ်စိတ်ကိုနှိမ့်နှိမ့်ချကြဒါခုအမြဲတမ်းဖူးမြော်မှန်လျှော့မပြောဘူးလားအခုခင်ဗျားတို့ဒီလိုလေးထိုင်တာကွာကိုမာနကိုချထားတာအဲ့ဒီအတွက်အခုခင်ဗျားတို့ကျုပ်ကဒီပေါ်မှာဘုရားရှင်ရဲ့သားတော်ဖြစ်ကိုသီလကုံတမာတိကုံခင်ဗျားတို့ထက်မြင့်တဲ့နေရာမြတ်တဲ့နေရာမှာထိုင်နိုင်အောင်ကြိုးစားရမှာကျုပ်အလုပ်ခင်ဗျားတို့ထက်သီလသမာတိပညာမမြင့်မဲနဲ့ကျုပ်ကဒီထိုင်နေလဲကျုပ်ကကျုပ်တဲဟုတ်သွားမှာပဲရှင်းတယ်နော်
သို့တော့ခမည်းတော်မှာဘာမြတ်နေတယ်လဲဆိုတော့အခုကိုယ့်ထက်သီလသမာဓိပညာမြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေကိုအမြင့်မှထားပြီးတော့ကိုကအောက်မှာနှိမ့်ချစွာထိုင်နေကြတဲ့ကရင်မာနကိုချထားတဲ့အမြတ်ဆုံးကုသိုလ်ကြီးရနေဖူးမြော်မှန်လျှော့ဆိုတာဒါသဘောပါလားအခုဒီတိုင်းလေးထိုင်နေတာနဲ့ကိုခမည်းတော်ကကုသိုလ်ရနေတာဘာမှမလုပ်နဲ့အောင်မာနကိုနှိမ့်ချနိုင်တာဟာအမြင့်ဆုံးကုသိုလ်အမြတ်ဆုံးကုသိုလ်ရှင်းလားသဘောပေါက်ပြီလားအေးအဲ့တော့မှဂါရဝတရားဟာအရေးကြီးတယ်သင်ထားလိုက်တော့ဘယ်များစုဝင်နေလဲတဏှာများအဲ့ဒီတဏှာသည်၅ပါးအယုံကာမဂုဏ်ပေါ်မှာတတ်မဲ့နေတဲ့မြားတယ်အရင်ချုပ်လိုက်ရင်လာဘသက်ကာယတိလောကတဲ့လာဘစီးပွားလက်လာဘအတွက်အချိန်ကုန်နေတယ်သက်ကာယထင်ပေါ်ကြော်ကြားမှုအတွက်အချိန်ကုန်နေတယ်တိလောကဂုံပြုတ်ခံခြင်းနဲ့ချီးမွမ်းခံခြင်းနဲ့နော်အခုတရားပွဲလုပ်လေလုပ်တဲ့အလျောက်ပဲအမလီခမည်းပင့်ပြီလို့ဆိုရင်အမလီပြောလို့နော်ဘယ်သူမှအသိမှမပြုဘဲပြန်ပြေးဆိုပြန်သွားအမလီဘုန်းကြီးလုပ်ကုန်မလုပ်ချင်တော့လုပ်တာလုပ်ရတာဘယ်သူမှတပြောလို့အသိမှပြုတာမဟုတ်ဟောဘာလို့ဆိုထင်ပေါ်ခြင်းတာတစိမ့်တော်ရခြင်းတာဂုံတူးတော်ရခြင်းတာအဲ့ဒါတဏှာဆိုတော့ကိုယ်နှလုံးသွင်းရမယ့်အလုပ်တွေကိုလွဲချော်ပြီးတော့တဏှာများစူးနေတဲ့အတွက်ကိုလုပ်ရမယ့်သီလသမာဓိပညာအလုပ်တွေမေလျော့ပေါ်စာရှင်းသလားဒီမှာဒီတဏှာနဲ့အဝိဇ္ဇာအပြန်အလှန်မေလျော့ပေါ်စာနေတဲ့လူကတဏှာလက်အောက်ရောက်သွားတယ်တဏှာလက်အောက်ရောက်နေတဲ့လူကလည်းမေ့နေတယ်ဟောရှင်းသလားမေ့နေလို့ဘယ်သူအောက်ရောက်တယ်တဏှာအောက်ရောက်လို့မေ့နေတယ်အဲ့တော့ခုခင်ဗျားတို့ဘယ်သူလက်အောက်ကယုံထောက်တဏှာလက်အောက်ကယုံကြည့်ရင်မမေ့မလျော့မပေါ်မဆာကိုဘဝဟာအချိန်မရွေးသိနိုင်တယ်ဆိုတာမသိကြဘူးလားအဲ့တော့မသိခင်အသေးမဥခင်ပြောတတ်တာဒီလိုကြတယ်ကျုပ်ကဘာမှတောင်ဟောစရာမလိုဆရာကြီးတွေကြီးပဲကြက်ထားတဲ့စာတွေကတော့ခင်ဗျားတို့တော်တော်ရနေပြီနော်ပညာတတ်တယ်ပညာတတ်တယ်တော့အဲ့ဒီတတ်ထားတဲ့ပညာကိုကိုယ်တိုင်အသုံးချမှပညာရှိဖြစ်ပညာတတ်နေုံနဲ့အသုံးမကျဘူးနော်ပညာတတ်ထားတဲ့ပညာကိုကိုယ်တိုင်အကျိုးရှိအောင်အသုံးချနိုင်မှပညာရှိလို့ခေါ်တယ်အဲ့တော့တို့တွေဒီကြားဘူးထားတဲ့ဇကာဘလောက်အလေးနဲ့တယ်ဘလောက်တန်ဖိုးရှိတယ်ဆိုတာကိုယ်တိုင်သိပြီးတော့အသေးမဥခင်အမေလေးတာလူပြန်ပြောသမ်းပါအသေးမဥခင်ဘယ်တော့သိမှာတော့မသိသေးတဲ့အတွက်စိတ်ချလက်ချနေရမှာလားအရေးတကြီးလောက်ရမှာလားโอเคအဲ့လိုဖြေပေးတာကျေးဇူးတင်ပါတယ်နောက်တော့အဆင်ပြေသလိုလုပ်ကြပေါ့နော်ကဲနောက်ထပ်စရုပ်ထမေးခွန်းပါတယ်တော့ဒီတော်တို့အခါခက်တဲ့တရားကပြည့်နေစေပါဟုတ်ပြီနည်းနည်းတော့ပါသွားပြီရှိရနော်ထိပ်ပြောင်နဲ့ဆိုတော့သူလည်းတော့နော်ညံပွင့်သွားပြီနော်ညံပွင့်သွားပြီတို့တွေအတွက်အခါခတ်သိမ်းလောင်မြိုက်နေတာပါလေဟုတ်ကလားသူတော်ကောင်းတို့မှာအမြဲလောင်မြိုက်နေတာပါလဲဆိုတော့မြတ်စွာဘုရားကအိဆာဒုပါယိတောသဒာတိသဒာအခါခတ်သိမ်းအိဆာအလိုဆန္ဒသည်ဟောဘယ်သူကလောင်မြိုက်နေအလိုဆန္ဒကလောင်မြိုက်နေတာတဲ့အလိုရမက်ဟာအခါခတ်သိမ်းလောင်မြိုက်နေတယ်ဗါတဲ့အလိုရမက်ဟာခါခတ်သိမ်းလောင်မြိုက်နေအဲ့တော့အခုခင်ဗျားတို့အလိုရမက်မှာလိုချင်ကြတာတော့အမှန်ပဲအဲ့ဒီငါးပါးအယုံကာမဂုဏ်နဲ့ပတ်သက်တဲ့သားရေးသမီးရေးစီးပွားရေးကိုလိုချင်တာနဲ့နိဗ္ဗာန်လိုချင်တာပဲဟာကောင်းခုသားရေးသမီးရေးနဲ့စီးပွားရေးနဲ့နိဗ္ဗာန်နဲ့ကဲအရေးတကြီးဘာလိုချင်ခဲ့ကြလဲဟောနိဗ္ဗာန်ကိုနှစ်ကလိုချင်တဲ့လူရှိဒီတဏှာမှာဖြစ်ကောင်းတဲ့တဏှာရှိတယ်မဖြစ်ကောင်းတဲ့တဏှာရှိမှတ်ထားအဲ့တော့အချိန်မီခင်ဗျားတို့ပြုပြင်ဖို့လိုအပ်မလိုအပ်ဒါလေးကိုဥပမာလေးတစ်ခုပေးမယ်နော်သိတော့မကြတော့ပါဘူးရတယ်မလားရတယ်အခုကြုံဟောနေတာတဏှာကြီးခွဲရှိသွားပြီအချိန်ပေါ့လေပလင်မော်ထိုင်တဲ့အချိန်ဟောချိန်ကတော့တဏှာကြီးပဲရှိပါသေးတယ်အဲ့တော့အားလုံးဝတ္ထုလေးတစ်ပုဒ်ဦးဇင်းတို့နှလုံးသွင်းကြည့်အောင်
မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးသာဝတိပြည်ဇေတဝန်ကျောင်းတော်မှာသတင်းသုံးနေတော့နော်ဗာရာဏသီပြည်ကနေပြီးတော့အထေကုံတယ်ကြီးတယောက်ဗါတဲ့ဘယ်ရလဲဗာရာဏသီကနော်သာဝတိကိုဗာရာဏသီကနေပြီးတော့အထေကုံတယ်တယောက်ကကုံရောင်းကုံဝယ်လောင်းမလို့ဆိုပြီးတော့လာတယ်လာတော့သူလာတာကသာဝတိမှာကျင်းပနေတဲ့နတ်ခတ်ပွဲသဘင်ကြီးတကောင်တစောင်းမုံလာနတ်ခတ်ပွဲတကြီးသဘင်သာဝတိကိုလာရတယ်ဆိုတာအကြောင်းရှိတယ်သာဝတိမှာလူဦးရေ9ဂရေရှိတယ်ဘယ်လောက်ရှိလဲအခုခင်ဗျားတို့နားလေလွယ်ဆုံးစကားနဲ့ပြောရရင်70 million ရှိတယ်တန်း80နော်သာဝတိမှာလူဦးရေဘယ်လောက်ရှိလဲတန်း80ရှိတယ်ဒီတော့အယောင်းဝယ်သိပ်ကောင်းတဲ့နေရာပေါ့ဘာဖြစ်စီလာကုန်တာပဲဒီတော့သူကနတ်ခတ်ပွဲသဘင်နဲ့အမိတန်မိုးရှိတဲ့အဝတ်ထည်တွေကိုစုလာပြီးတော့မျိုးမြက်အောင်လို့ဆိုပြီးတော့ပွဲတော်အမိဗာရာဏသီကနေလှဲတွေနဲ့လာရင်းနဲ့ပွဲမတိုင်ခင်2ရက်3ရက်အလိုအချိန်မီပဲသူရောက်တယ်ဒါပေမဲ့သာဝတိကိုကူးဖို့မြစ်ဒီဘက်ကန်းကိုသူရောက်ဂင်္ဂပြည့်ကြီးရဲ့ဒီဘက်ကန်းကိုရောက်တယ်ဟိုဘက်ကန်းကိုကူးဖို့ရမိုးချုပ်နေတဲ့အတွက်လဲတွေရောကုံတွေရောကူးရမှာနက်ဖြန်မနဲ့မှကူးကြစို့ဆိုပြီးတော့ဒီဘက်ကန်းမှာဓာယီတဲထိုးပြီးတော့ခဏစရဲချလိုက်ရှစ်ချင်တော့အထက်အညာကမိုးတွေရွာပြီးမိုးတွေကြီးနေတာကအဲ့ဒီမိုးကဆက်တိုက်ရောက်လာပြီးတော့သူတို့နေတဲ့နေရာထိသာဝတိမြို့နားထိမိုးရွာပြီးမြစ်ရည်ကြီးလိုက်တယ်နောက်နေမနဲ့ကူးလို့မရတော့ရေလွတ်ရဆုပ်ပြီးတော့ကုန်းကမူပေါ်မှာပစ္စည်းလွတ်နွားတွေလဲတွေနဲ့တခါတည်းတဲတွေထိုးပြီးနေတယ်ဒီနေ့ပြီးနိုးမနေ့ပြန်ပြီးနိုးနဲ့မြစ်ရည်ကထန်နေတော့ဟိုဘက်ကလည်းဒီဘက်မကူနိုင်ဘူးဒီဘက်ကလည်းဟိုဘက်မကူနိုင်ဘူးအဲ့တော့ပွဲတော်ရက်သာလွန်သွားတယ်သူဟိုဘက်ကန်းကူးချိန်မရလိုက်ဟုတ်ပလားကောင်းပြီအဲ့တော့မြည်ရင်လည်းကျသွားပြီဟိုဘက်ကလည်းပွဲတော်ပြီးသွားပြီအဲ့တော့ကူးမယ်ဆိုရင်လည်းကူးလို့ရပြီဆိုတော့သူကဟိုဘက်ကန်းကူးပြီးတော့စနစ်တကျအထက်တဲတွေပါတယ်ချအထက်ကိုယ်တော်တွေလှုပ်သူတို့နေဖို့တဲတွေထိုးရင်းနဲ့မနေ့ပိုင်းမှာမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကဆွမ်းခံကြွလာဒီကုံတယ်ကြီးကမဟာဒနကုံတယ်ကြီးတဲ့မြေကမ်းတစ်ဘေးမှာတဲတွေထိုးပြီးသူဟာသူကြံစည်းနေတယ်ငါဟာတဲ့ဒါတွေကိုအခုဈေးလျှော့ရောင်းလိုက်ရင်လဲရှုံးမှာမရောင်းမဲပြန်သွားရင်လည်းရှုံးမှာအဲ့တော့နောက်တစ်နှစ်ပွဲတော်စောင့်ပြီးရောင်းရမှာပဲမတတ်နိုင်ဘူးအခုရသလောက်လေးရောင်းပြီးတော့ဇရိတ်လုပ်ပြီးတော့ငါနောက်နှစ်အတွက်စောင့်ပြီးရောင်းတော့မယ်မဟာဒနကြံနေတာအဲ့ဒီချိန်မြတ်စွာဘုရားကဆွမ်းခံကြွသူ့တဲနာရောက်မဟာဒနထိုင်းနေတာမြင်တယ်မြတ်စွာဘုရားပြုံးလိုက်တယ်မြတ်စွာဘုရားဘာလုပ်လဲပြုံးတယ်ရှေ့ကနေဆွမ်းခံကြွပြုံးလိုက်တယ်ပြုံးတယ်ဆိုတာခင်ဗျားတို့ကျုပ်တို့လိုအိန္ဒြေမိတ်အောင်နရွက်ကြီးချိတ်သွားအောင်ပါးကြီးတွန့်သွားအောင်ဒီလိုမဟုတ်ဘူးပြုံးတယ်ဆိုရုံလေးအဲ့ဒါကိုဘယ်သူသိလဲဆိုတော့နောက်ကနေကပ်ပါလာတဲ့အရှင်အာနန္ဒာရှင်အာနန္ဒာကမြတ်စွာဘုရားနဲ့အရာမောင်းကလည်းမတိမ်မယိမ့်ရုပ်ရည်ကလည်းတကယ်တူတာမြတ်စွာဘုရားမရှိရင်နော်အရှင်အာနန္ဒာကိုဘုရားလို့ထင်ရလောက်အောင်ရုပ်ကတူတာညီကိုဗျအဲ့တော့နောက်ကနေကြည့်လိုက်တော့မြတ်စွာဘုရားပြုံးလိုက်ရင်ဆွယ်တော်ကရောင်ကြည်တော်လေးတွေကွန်မြူလာအဲ့တော့ဆွယ်တော်ကအယောင်ထွက်သွားတော့မြတ်စွာဘုရားပြုံးတော်မူပါသလားဘုရားနောက်ကမေးတယ်အေးအရှင်ဘုရားဘာကြောင့်ပြုံးရပါသလဲဘုရားခုံမကွာမင်းအဲ့ဒီဂုံတယ်ကြီးတွေ့လားမှန်မှတွေ့ပါလေဘုရားသူစဉ်းစားနေတာကွာတဲ့အခုဂုံတွေကို
နောက်နှစ်ထိသူစောင့်ရောင်းမယ်နောက်နှစ်တစ်စောင်ပုံးလှပြီနော်နက်ခတ်ပွဲသဘင်မှာပွဲသဘင်အတွက်စောင့်ပြီးရောင်းမယ်သူကြံစီနေတာသူ့အသက်က9 ရက်ပဲရှိတော့တယ်ဗါတဲ့သူ့အသက်ကကဲသူသိသလားဟောမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကသတိဝိရိယပညာနဲ့ပြည့်စုံတဲ့မဟာဝီရပုဂ္ဂိုလ်ကြီးမဟာဝီရဆိုတာလုံလဝရိယကြီးမားတော်မူတဲ့ပုဂ္ဂိုလ်ဘယ်နေရာမှအမှုမဲ့အမှတ်မဲ့မသွားမလာဘူးအခုလည်းအကြောင်းမဲ့ပြောတာမဟုတ်ဘူးသူကုံတွေရောင်းဖို့ဝယ်ဖို့ရှုံးဖို့မြတ်ဖို့သာတွက်နေတာသူသေတော့မှာတဲ့ခင်ဗျားတို့လည်းကိုမကြခင်ခုသိပ္ပံပညာထွန်းကားလာတော့သွေးဖောက်စင်ရင်သေမဲ့ရဲ့သိတယ်လို့ပြောတယ်ဗျကြိုးတွက်ရင်တွက်ထကြအောင်သဘောပါသလားနော်သိတော့မှာတဲ့ဒါဖြစ်နိုင်တဲ့အကြောင်းတရားတွေပါပဲအဲ့တော့အဲ့လိုများသိခဲ့ရင်ဘာလုပ်ကြ9 ရက်ပဲသိတော့မှဆိုခင်ဗျားတို့ဘာလုပ်ဒါအခုပြောနေတာတကယ်ယောဂရလာကင်ဆာတို့ဆိုမလို့လုပ်ကြပါဦးကြင်ကြပါဦးဘယ်လိုလုပ်ကြမလို့နော်စိုးရင်စိတ်တွေနော်ပူပန်စိတ်တွေဟိုစိတ်မချဒီစိတ်မချအကုန်လာပြီအခုခင်ဗျားတို့စနစ်တကျလေ့ကျင့်မထားရင်အဲ့တကယ်ရောက်လာတဲ့ဘေးကြရင်ခင်ဗျားတို့ခံနိုင်မလားခံနိုင်ဘူးအဲ့တော့အခုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကမကြခင်သူသေတော့မှာတဲ့ဒါကို तू သိသလားမသိဘူးတဲ့မသိတော့သူ့အတွက်သဘောကျလို့ငါပြုံးတာဆိုတော့ရှင်အာနန္ဒာကတဏှာတတ်တဲ့ပုဂ္ဂိုလ်ကရုဏာစိတ်ကြီးတယ်အရှင်ဘုရားတဲ့အဲ့ဒါတပည့်တော်သွားပြောလို့ရမလားတဲ့နော်တခါကြီးသွားပြောလို့ရမလားတဲ့ရတော့ဘောပြောကြည့်ပေါ့ပြောလိုက်ပေါ့ပြောစီခြင်းလို့ပဲမြတ်စွာဘုရားလှုပ်တာကိုဆိုတော့မှရှင်အာနန္ဒာကဆုံးခံပြန်တော့တခါကြီးစီသွားတယ်တခါကြီးခင်ဗျားအခုဘာတွေလုပ်မှန်ပါဗျာဒီပြီးတော့ကုံရောက်မလို့လာတာမိုးကြီးက9 ရက် 9 လီချလိုက်တာပွဲတော့လည်းမမီတော့ပစ္စည်းတွေဈေးချရောက်လည်းရှုံးမှာဒီတိုင်းပြန်သွားရင်လည်းတပည့်တော့အရင်မှပြုတ်လိုက်အဲ့တော့တပည့်တော့မထူးတော့နောက်နှစ်စောင့်ရောက်မလို့ဗျာအခုတဲတွေပါနေစနစ်တကျထိုးအဲ့ဒါတက္ကကြီးခုနဆုံးခံကြွလာရင်လည်းမြတ်စွာဘုရားခမည်းကိုမြင်နေခမည်းကြံနေတဲ့အကြံကိုသိတယ်ဒါပေမဲ့တက္ကကြီးရဲ့ခမည်းအသက်ကပါတဲ့9 ရက်ပဲကြံတော့တယ်ဘုရားမြတ်စွာဘုရားမိန့်တာတက္ကကြီးမပေါ့နဲ့ခမည်းအသက်ဘယ်လောက်ဟာအဲ့ဒါဆိုတပည့်တော်ဘယ်လိုလုပ်ချင်သိချင်ဘယ်သူစီသွားမြတ်စွာဘုရားစီသွားရုံပဲသဘောပါသလားအဲ့တော့သူတို့တုန်းကတော့ဘုရားကယ်မဲ့လူရှိတယ်ခင်ဗျားတို့ဘယ်သူကယ်မလို့ဒါပေမဲ့ဘယ်သူကယ်ရမကိုကယ်နိုင်လောက်တဲ့တရားအလိုရောက်လာမလားဘုရားသခင်ကထည့်ပေးမလားဒါဖြင့်ဘယ်သူကိုယ်တိုင်လောက်ရမှာကိုယ်တိုင်အိုးအနာအသေးလွတ်တဲ့တရားအခုချိန်ကလက်စုပ်လက်ကင်ရထားဖို့လိုအပ်မလိုအပ်အဲ့တော့မှကုံတယ်ကြီးကိုမြတ်စွာဘုရားထံခေါ်သွားတော့မှမြတ်စွာဘုရားကဣဇေဝကိစ္စမတ္တဗံကောဇိညာမရဏံသူဝေနာဟိနောသင်္ကရန္တေနမဟာသေနေနမစ္ဆုနာဧဝံဝိဟာရိအာတာပိန်အဟောရတ္တမတ္တန္တိတံတံဝေဗတ္တေကရတောတိသန္တောအာသက္ခနေတိအာသကတိမုနိဣဇေဝယနေ့ပင်လျင်အာတပံကိလေသာကိုပူပန်စေတတ်သောသူတော်ကောင်းတို့တဏှာမြားကြီးကိုဆွဲနှုတ်နိုင်သောလုံလဝရိယကိုကိစ္ဆံကာတပံပြုအပ်၏သူဝေမနက်ဖြံမရဏံသိခြင်းကိုကောအဘသူသည်ဇင်ညာသိနိုင်ရာအံ့နီထိုများစွာသောစစ်သည်ရှိသောသေမင်းနှင့်ချင်းချက်ထားသည်ဟု၍ဝါအကျဉ်းတဝင်ပြု၍တစိုးလက်ဆောင်ပေးခြင်းဖြင့်နော်သေမင်းကိုလက်ထိုးထားလို့ရလားငါ့ကို9 ရက်မလုပ်ပါနဲ့ကွာ9 လလောက်အချိန်ပေးပါ9 နှစ်လောက်အချိန်ပေးပါရမလားဘယ်သူမှတစိုးလက်ဆောင်ပေးလို့မရဘူးများစွာသောအချမ်းရံရှိတဲ့သေမင်းဆိုတာတခြားမဟုတ်ခုခင်ဗျားတို့ရှိတာ
ခန္ဓာ၅ပါးခန္ဓာဘယ်နှပါးစောစောကပြောတယ်ဖောက်ပြန်ခံစားမှတ်သားပြုပြင်ဆိုတာမရှိဘူးလားအဲ့ဒီခန္ဓာ၅ပါးလည်းခမရတို့ရဲ့သိမင်းပဲဖောက်ပြန်တတ်တဲ့ရုပ်တရားလည်းခမရတို့တတ်မှာပဲဝေဒနာလည်းတတ်မှာသင်ညာလည်းတတ်မှာခမရတို့မှာရှိတဲ့ခန္ဓာမှာရှိတဲ့တရားတွေကခမရတို့ကိုတတ်မဲ့တရားတွေကြီးပဲကိုယ်ကောင်းကျိုးပေးနေတာလားတတ်ဖို့ချောင်းနေတာလားအေးအချမ်းရံများစွာရှိတဲ့သိမင်းကိုဘယ်သောအခါမှလက်ထိုးထားလို့မရဘူးဒါကြောင့်မို့လို့နေညကာလပတ်လုံးပြင်းရည်ခြင်းကိုဖယ်ထားပြီးတော့လုံလဝရိယနဲ့ဟောဒီကိလေသာမြားကြီးကိုနှုတ်နိုင်အောင်ကြိုးစားရမယ်တဲ့မြတ်စွာဘုရားကရှင်းသလားဒီခန္ဓာပေါ်မှာခင်တွယ်မှုตาယာမှုတဏခင်တွယ်တာကတဏခန္ဓာအကြောင်းမသိတာကဝိဇ္ဇာမသိတာကခင်တွယ်နေတာကဒီအဝိဇ္ဇာတဏကိုခင်ဗျားတို့ပယ်တတ်နိုင်အောင်တတိထားဝရိယဆိုင်ပညာနဲ့ကြည်အဲ့ဒါမမေးမလျောမပေါ့မဆအခုခင်ဗျားတို့ခန္ဓာကြီးမှာတကယ်ရှိတာယုတ်တရားနဲ့အဲ့ဒီယုတ်နံဒီကိုပိုင်တဲ့တရားလားမပိုင်တဲ့တရားလားဒါဖြင့်အဲ့ဒီတရားဒီကိုအတွက်ချမ်းသာပေးနေလားဆင်းရဲပေးနေအခုနေတိုင်းခင်ဗျားတို့ထမင်းမကျွေးရဘူးလားကျွေးပြီမဲ့ထမင်းကျွေးနေလို့မင်းမအိုတော်ဘူးလို့သူကပြောလားမနာအောင်ကျွေးလို့ရလားထမင်းကျွေးရင်းနဲ့အိုမလာဘူးလားရေမိုးချိုးရင်းနဲ့လဲဝတ်စားလဲရင်းနဲ့လဲသူ့ရှာဖွေကျွေးနေရင်းနဲ့အိုခြင်းနာခြင်းအမြဲတမ်းခြံရံနှိပ်စက်ပြီးတော့မနေဘူးလားဒါဖြင့်ဒီခန္ဓာကိုယ်ဒီကိုပိုင်တဲ့တရားလားမပိုင်တဲ့တရားလားဒီခန္ဓာမှမပိုင်ရင်တခြားဘာပိုင်စရာရှိသေးတယ်တကယ်တော့ကိုယ်ခန္ဓာအကြောင်းကိုသိရင်ဒီတဏှာမြားနှုတ်နိုင်မနှုတ်နိုင်နှုတ်နိုင်ရင်အသေးလွတ်ပြီရှင်းသလားအဲ့တော့အိုးတယ်ဆိုတာအလိုလိုအိုးနေတာမဟုတ်ဘူးအိုးခြင်းတရားကိုဖက်တွယ်ထားလို့မဖြစ်ဘူးအိုးနေတာနာခြင်းတရားကိုခင်တွယ်နေလို့အိုးနေတာအဲ့တော့အိုးခြင်းနာခြင်းကခင်တွယ်မှုမရှိတော့ဘူးဆိုရင်ဒီတန်တရားလွတ်နိုင်မလွတ်နိုင်လွတ်ကြိုင်းကိုမြတ်စွာဘုရားပြောတာဣဒဝတ္တံဝတ္တိသာမိဣဒဟေမန္တဂိမိန်တုဣတိဘာလောဝိစိန်တေတိအန္တရာယန္နဗုဇ္ဇတိကိုမှနောင်ကြရောက်လာမဲ့အန္တရာယ်ကိုမသိတော့ဒီတမိုးနေလိုက်အောင်ပဲဒီတနွေနေလိုက်အောင်ပဲဒီတဆောင်းနေလိုက်အောင်ပဲနဲ့ခင်ဗျားတို့ຫນွေရောက်တော့အာထုံမယ်မိုးရောက်တော့အာထုံမယ်ဆောင်းရောက်တော့အာထုံမယ်နဲ့အာထုံမယ်နဲ့ရက်ရွှေ့လာတာဒီနေ့အထိအာထုံပြပြီလားတချို့ကအသက်ပိုင်းခြားနေတောင်လုပ်လိုက်သေးတယ်တပိတော့ပင်စင်ယူပြီးတော့လုံမှာပါဖေဟာဟမ်ရှင်းရလားအဲ့တော့ဘယ်နေ့သိမယ်လို့သိနိုင်သလားအခုဒီမှာမဟာဒနကုံနယ်ကြီးတော့ဘယ်သူပြောလို့သိသွားတော့မြတ်စွာဘုရားပြောလို့သိသွားတော့အချင်းချက်သေမင်းနဲ့ချင်းချက်ထားတယ်ဆိုတာဘယ်သူမှမရှိဘူးတဲ့နော်အင်အားတက်အင်အားများတဲ့ဒီသေမင်းတက်ကိုလွန်ဆန်နိုင်ဖို့ဆိုတာသတိဝရိယဉာဏ်ပညာနဲ့နော်ကိုယ်တန်တန်ကဒီသေမင်းတက်ကိုမောင်းထုတ်နိုင်မှသာလျှင်မင်းတို့ဒီသေခြင်းကလွတ်မှာအဲ့တော့ဒီအသေးလွတ်တဲ့တရားသည်ဝိပဿနာတရားကလွယ်ပြီးတခြားမရှိဝိပဿနာဆိုတာသူများကြည့်တာလားကိုကိုကြည့်တာဒီလိုတော့ခင်ဗျားတို့ဖြေတတ်တယ်ဒါပေမဲ့သတ္တန်တရားလုံးခင်ဗျားတို့ဘယ်သူကြည့်တော့သူများပဲကြည့်လာတာနော်ဟိုလူအတင်ပြောဒီလူအပြင်ပြောဟိုလူပုတ်ခတ်ဒီလူပုတ်ခတ်အခုဆိုရင်ခင်ဗျားတို့ကအမြင်တွေပိုကျဲလာပြီဒိဗ္ဗစက္ခုတွေဒိဗ္ဗသောတာတွေရနေတာဟုတ်ဗျဟုတ်ကဲ့လားအပြားလေးနဲ့လေမြန်မာနိုင်ငံတလောက်နော်အမေရိကနဲ့တောင်အရှေ့ထိပ်အနောက်ထိပ်နော်ကဘာကြီးရဲ့ဟိုဘက်ချမ်းနဲ့ဒီဘက်ချမ်းဒါပေမဲ့ဟိုဘက်ကပြောနေတာအခုမသိရဘူးလားဟိုဘက်ကတရုပ်ဆောင်နေတာအခုမမြင်ရဘူးလားမြင်ရတော့ခင်ဗျားတို့အခုကြားမြင်နေရနေတာနော်အဲ့တော့အမြင်အကြားမြင်ကမျက်စိတဆုံးတယ်မကတော့ဟိုကဘာတချမ်းထိပါသိနေဆိုတာနဲတဲ့အဆင့်မဟုတ်ဘူးဆိုတော့နဲတဲ့အဆင့်မဟုတ်တော့အဲ့ဒီအကြားမြင်ကိုခင်ဗျားတို့ကကောင်းကောင်းကြီးအသုံးချနေတာဘယ်သူနဲ့တော့သဘောပါသလားကိုကြိုက်တဲ့လူကပြောရင်အေးဒါမှကွာချနော်ကိုမကြိုက်တဲ့လူဆိုခွေးမှသာသိချင်းဆိုနော်ကဘာပေါ်မှာအဆဲဆုံးလူမျိုးကိုပြောပါဆိုရင်ဗမာလူမျိုးလို့ခင်ဗျားတို့အဲ့လိုတစ်ဖက်သက်မပြောပါနဲ့ဗမာနိုင်ငံသားတွေသဘောပါလားဗမာတွေဆဲတာမှမဟုတ်ဘူးခင်ဗျားတို့လူမျိုးတိုင်းဆဲနေတဲ့ဥစ္စာဟုတ်လားမဟုတ်ဘူးလားသဘောပေါက်သလားကောင်းပြီအဲ့တော့အခုအကြမ်းမြင်ရနေတော့ဒီအာယုံထဲမှာနစ်နေကြတာတရားအထုတ်ဖို့အချိန်မရဘူးမရရင်တော့
နေတိုင်းအိုခြင်းစိုးနဲ့အိုမယ်ပြီးရင်နာခြင်းစိုးနဲ့နာမယ်ပြီးရင်ကျင်တတ်သလားအဲ့တော့အိုစိုးအနာစိုးအသေးစိုးဖြစ်ခြင်းသလားလွတ်ခြင်းသလားလွတ်ခြင်းဒါကြီးပို့မနေနဲ့သဘောပါသလားအဲ့ဒီထဲမှာလဲပုဒ်တာအပုတ်ကောင်းရှိပါတယ်နော်တရားတွေနာလို့မရဘူးလားကြိုက်တဲ့ဆရာတော်တရားနော်ကြိုက်တဲ့ကမ္မထံတရားကိုခင်ဗျားတို့ choice လုပ်ပြီးတော့အချိန်မရွေးတက်တစ်ချက်နှိပ်လိုက်တာနဲ့နာလို့ရတယ်တရားနာတရားစာဖတ်တဲ့လူနဲ့သူတကားအတင်းလိုက်ကြည့်နေတဲ့လူနဲ့ဘယ်ရင်ကများဩဟုတ်ပါဘူးဗျာတပည့်တော်ကသတင်းဖတ်တာပါတယ်နော်သတင်းဖတ်တော့လေကိုကြိုက်တာမကြိုက်တာမလာဘူးလားလာရင်လောဘဒေါသမောဟမဖြစ်ဘူးလားဖြစ်ရင်အိုခြင်းစိုးကျင့်တတ်သလားကဲဘယ်နည်းသိမယ်သိသလားအဲ့တော့တို့အတွက်လှုပ်တဲ့ဆုံးအလုပ်ကပါလဲအေးလူဝိပဿနာဆိုတဲ့တန်တရားလွတ်မြောက်ကြောင်းအလုပ်ပြန်ပြောတန်တရားလွတ်မြောက်ကြောင်းအလုပ်ဒီထက်လှုပ်တဲ့အလုပ်မရှိဘူးဒါကိုမြတ်စွာဘုရားမဟာဒနာကုံတယ်ကြီးကိုပြောလိုက်တယ်တခါကြီးတဲ့သေမင်းကိုဘယ်သူမှချိန်ချက်ထားလို့မရဘူးလက်ထိုးလို့မရဘူးဒီတော့အသေးမဥခင်ဉာဏ်ဥအောင်ဟောဒီတဏှာများကိုဆွဲနှုတ်ပါဆိုတဲ့တရားကိုနာကြားပြီးတော့မြတ်စွာဘုရားကိုမသေးခြင်းခင်9ရက်9လီနော်ဆုံးကပ်ပြီးတော့တရားနာပြီးတခါကြီးဟာမသေးခင်မှာပဲနော်သောတာပန်တည်သွားတဲ့အတွက်သူ့မှာအပေတကားဘာဖြစ်သွားတော့ပိတ်သွားတယ်လွတ်လန်းရှာလို့မရသွားဘူးလားရသွားတယ်အဲ့တော့သူကတော့အချိန်မီရသွားပြီဘယ်သူတွေကြံတော့သဘောပါလားအဲ့တော့ခင်ဗျားတို့နေရွှေရက်ရွှေရှိနေကြမလားအခုလွတ်အောင်လုပ်ရမှာလားဒီနေ့ကစပြီးတော့သတိထားဝရိယဆိုင်ပညာနဲ့ကြည့်ရှိတာခန္ဓာဘယ်နှပါအချင်းချုပ်ရင်ယုတ်တရားနဲ့ယုတ်တရားနန္တရားအလုံးကမြဲသောတရားလားမမြဲသောတရားလားအလုံးကဖြစ်ပြီးရင်ကဲဖြစ်ပြီးပြတ်တာဘာသစ္စာသိတဲ့ဉာဏ်ကမေဃသစ္စာနဲ့လာရင်ခင်ဗျားတို့နှိမ့်ဆက်နေတဲ့တဏမာနဒိဋ္ဌိလောဘဒေါသမောဟတွေလာအောင်မလားဒါဖြင့်တလောကလုံးကိုလွှမ်းခြုံနှိမ့်ဆက်နေတာဘယ်သူလဲမိသွားပြီဘယ်သူတော့သိခြင်းတရားခင်ဗျားတို့ရဲ့အမြဲတမ်းခြံရံနေတာကအိုခြင်းတရားခင်ဗျားတို့ယင်ထဲမှာစူးဝင်နေတဲ့မြားကတို့ကိုအမြဲတမ်းလောင်မြိုက်နေတာကအလိုဆန္ဒဆိုတာအိဋ္ဌာနော်လိုချင်တာတောင်းတခြင်းလို့ခေါ်တယ်နေ့စဉ်ခင်ဗျားတို့နှိမ့်ဆက်နေတာတောင်းတခြင်းနဲ့ကြောင်းကြခြင်းတကယ်တော့ကိုယ်ရုပ်ကိုပိုင်သလားကိုယ်စိတ်ကိုရောအဲ့တော့မပိုင်တဲ့ယုံနာကြီးနဲ့ဘာတောင်းတပိုင်လာစရာအကြောင်းမရှိဘူးအားလုံးကဖြစ်ပြီးရင်ပြတ်တာပဲဘာသစ္စာကြီးတော့ဒုက္ခသစ္စာလို့သိရင်ဒီတောင်းတခြင်းတွေလာအောင်မလားတောင်းတခြင်းကြောင်းကြခြင်းသိတာကသမုဒိယသစ္စာသမုဒိယအကြောင်းသိပြီဆိုနောင်ဒီအိုနာသိဒုက္ခလာအောင်မလားနောင်တန်တရားနောင်ဒုက္ခမလာတာကနိရောဓသစ္စာဘယ်နှချက်ကဲအေးကဲဆိုသစ္စာ၄ချက်တပြိုင်တည်းကြိုက်မှသာလျှင်အိုလွတ်ရအနာလွတ်ရအသေးလွတ်ရဖြစ်တဲ့တန်တရားလွတ်မြောက်ကြောင်းမဲ့ဖို့နိဗ္ဗာန်ရရှိမှာဖြစ်တဲ့အတွက်ဒီနေ့ကစပြီးမမေ့မလျော့မပေါ်မဆတန်တရားလွတ်ကြောင်းကိုဦးစားပေးပြီးအားထုတ်ကြပါလို့လေးစားစွာနဲ့တိုက်တွန်းရင်းနဲ့ဒီနေ့တရားဒီမြတ်နဲ့ပဲတော်ကြစို့ကဲဩနာသေးလွတ်မြောက်ရေးကနေရွှေရက်ရွှေနေရမှာလားလက်ငင်းလောက်ရမှာကဲအခု10မိနစ်လောက်လောက်ရရင်မကောင်းဘူးလားကဲ10မိနစ်လောက်တရားအထုတ်ကြည့်မယ်ဒီချိန်တွင်းမှာလောဘဒေါသမောဟနော်စိတ်တွေမဝင်အောင်နော်ကိလေသာစိတ်တွေမဝင်အောင်သတိပညာလေးနဲ့အထုတ်ကြည့်မယ်မိမိတို့လှုပ်ရှားကိုင်စရာတာရေးသမီးရေးစီးပွားရေးအားလုံးကိုဒီချိန်မှာ relax နော်အနားယူထားလိုက်နော်ဘယ်အရေးနဲ့မှငါနဲ့မဆိုင်ဘူးအခုငါခန္ဓာအရှိနဲ့ငါသိအောင်ကြိုးစားမယ်လေးလေးမမှန်ရှုမမှန်ထုံဝါဝရှုဩမထုံစိတ်မပြန့်လွင်ပါစေနဲ့မတွေ့ပါစေနဲ့တင်မလင်ခွေထိုင်ဒုတုတ်ထိုင်နှစ်သက်သလိုထိုင်သို့သောခါမမထကောင်းမမထလက်ဖွားနှစ်ဖက်ရှက်လက်မထိတ်ချင်းထိထားမယ်
အရိယာဘုစိတ်တိုင်းကြရင်မျက်လွှာလေးချနာသီးစုံမှာတတိကလေးလေးဖြည်းဖြည်းမှန်မှန်ရှုမယ်ဖြည်းဖြည်းမှန်မှန်ပြန်ထုတ်မယ်တို့အလုတ်တင်ဆုံးအလုတ်ကခန္ဓာအရှိနဲ့ဉာဏ်အသိကြိုက်အောင်လုပ်ရမယ်ဒီခန္ဓာသည်ကိုယ်ပိုင်ရလားအမြဲကြည့်ပါမြဲမြံရလားအမြဲတတိထားပြီးကြည့်နေပါတတိဆိုတာမမေ့တာမလျော့ဘူးဆိုတာလုံလဝရိယတို့တွေသိတဲ့သိတိုက်သိအပ်တဲ့ခန္ဓာအကြောင်းကိုယ်အကြောင်းကိုတော့သိအောင်မလုပ်ဖဲနဲ့သူများအကြောင်းတွေလိုက်ဝေဖန်ရင်းနဲ့အချိန်ကုန်နေတာဟာသိမင်းလက်ထဲကိုဝါကွက်အပ်နေတာနဲ့အတူတူပဲအမြဲတမ်းလောင်မြိုက်နေတဲ့အိဋ္ဌာတယလိုအင်ဆန္ဒတွေမပြီးဆုံးနိုင်တဲ့အလိုဆန္ဒတွေငွေဘလောက်ရရင်ကျဉ်တ်ပြီးတော့မေးကြည့်စမ်းစီးပွားရေးဘလောက်အဆင်ပြေရင်တော်ပြီလဲမေးကြည့်စမ်း unlimited ပဲဘယ်အသက်ပဲရွယ်ဘယ်အထိဒီသားသမီးတွေနဲ့ဒီတန်ရောစင်တွေမှာနေအောင်မှလဲမေးကြည့်စမ်းအားလုံးအဖြေမရှိတဲ့လမ်းပြောင်းနေတဲ့လူတွေနဲ့တူတယ်အဲ့တော့ဗုဒ္ဓရဲ့လမ်းစဉ်ကိုမသိလို့လမ်းပြောက်ကြသူတွေကအပြစ်ဆိုเสียမရှိပေမဲ့ဗုဒ္ဓရဲ့အဆုံးအမကိုရရှိထားတဲ့ခမည်းတော်ကျုပ်တို့တွေလမ်းပြောက်တာတော့ဖြစ်တော်တော်ကိုညံ့ရှင်းလို့မိမိတို့ကိုယ်ွယ်တဲ့ဗုဒ္ဓရဲ့အပေါ်မှာတန်ဖိုးမထားလို့မထီမဲ့မြင်ပြုလို့ဆိုတဲ့အဓိပ္ပာယ်ရောက်နေပါတယ်တန်တရားလွတ်လန်းကြီးကိုမြတ်စွာဘုရားပြောသွားတယ်အဲ့ဒီလွတ်လန်းကိုယ်တိုင်ပိုင်ပိုင်နိုင်နိုင်ဆုပ်ကင်မိအောင်ကြိုးစားပါတတိထားဝရိယစိုက်ပညာနဲ့ကြည်ဆိုတာဒါပဲပညာမဲ့တဲ့ပုဂ္ဂိုလ်တွေကဒီတမိုးကုံရင်ဒီတဆောင်းကုံရင်ဒီတနွေကုံရင်ဒီမိုးရောက်ရင်ဒီဆောင်းရောက်ရင်ဒီနွေရောက်ရင်နဲ့အချိန်ကုန်နေကြတာတဲ့ပန်းနိုင်မရှိဘူးရည်ရွယ်ချက်မရှိဘူးအဓိပ္ပာယ်မဲ့လမ်းပြောင်းနေတာဣဒဝတ္တံဝတ္သိတံမိဣဒဟေမန္တဂိမိန်တုဣတိဘာလောဝိစိန်တေတိအန္တရာယနာဘုဇ္ဇတိဤယမဤအမှုကိုဆောင်းနေမို့လှုပ်ဆောင်နေတော့အဟုလူမိုက်သည်ပစ္စုပန်တမလွန်အကျိုးကိုမသိသောလူမိုက်သည်ကြံစီ၍နေ၏သူသိမိသိခြင်းကိုကမသိနိုင်မြတ်စွာဘုရားကဒါပြောတယ်အဲ့တော့မှဣဇေဝကိစ္စမတ္တပံဂောဇင်ညာမရဏံသူဝေယနေ့ပင်လျင်ပြုသင့်ပြုထိုက်ပြုအပ်သောသံဃာလွတ်မြောက်ကြောင်းအလုတ်ကိုပြုသင့်၏မနှက်ဖြန်သိမည်ဟုဘသူမှမသိနိုင်နာဟိနောသင်္ကရန္တိနမဟာသေနေနမေဇုနာမဟာသေနေနများစွာသောစစ်သည်ရှိသောထိုသေမင်းနှင့်ချိန်ချက်ထားသည်ဟု၍ဝါအကျွမ်းတဝင်ပြုထား၍တစိုးလက်ဆောင်ပေးထားခြင်းသည်နတ္ထိမရှိဧဝံဝိဟာရိအတ္တပိအဟောရတ္တမတ္တန္တိတံတံဝေဗတ္တိကရတောတိသန္တောအာသက္ခတိမုနိနေညပတ်လုံးမပြင်းရည်ခြင်းကိုဖယ်ထားပြီးတော့လုံလဝရိယဖြင့်မိမိတို့တဏ္ဍာမှာရှိတဲ့ကိလေသာတောင့်တခြင်းတွေကိုကင်းစင်အောင်အားထုတ်တော်သူသည်တဲ့ကောင်းမြတ်သောနေညရှိသူဟု၍ဆိုအပ်၏နေ့တိုင်းတို့တွေမနဲ့လင်းလာတော့ဘိုးဆန်းဆန်းနှုတ်ဆက်ကြတဲ့ Good morning ကောင်းသောနတ်နဲ့ခင်းပါဘယ်လိုလူမျိုးဟာကောင်းသောနတ်နဲ့ခင်းကိုပိုင်ဆိုင်တဲ့ပုဂ္ဂိုလ်လဲနတ်နဲ့ခင်းမှာမိမိရဲ့ကိလေသာကင်းစင်ရေးအတွက်လောဘဒေါသမောဟကင်းအောင်မိမိခန္ဓာအရှိနဲ့ဉာဏ်အသိကိုင်းအောင်ကြိုးစားအားထုတ်ပြီးတော့လောဘဒေါသမောဟတွေကိုမောင်းထုတ်နေတဲ့ပုဂ္ဂိုလ်ဟာကောင်းသောနတ်နဲ့ခင်းကိုပိုင်ဆိုင်ထားတဲ့ပုဂ္ဂိုလ်ထိုနည်းတူစွာပဲ Good afternoon, good evening, good night
တနေ့ပြောဆိုနေကြပေမဲ့ဘယ်အရာကောင်းသောနေ့လေကင်းလဲဘယ်အရာကောင်းသောညနေကင်းလဲဘယ်ဟာကောင်းသောညချမ်းလဲလောဘဒေါသမောဟကင်းစင်ရေးအားထုတ်နေတဲ့အချိန်ဟာကောင်းတဲ့မွန်မြတ်တဲ့အချိန်ပါပဲလို့မြတ်စွာဘုရားကဒါလေးပြောလိုက်တာမဟာဒနဂုံတယ်ကြီးကောင်းသိသွားတယ်ဒီတော့သူစည်းစိမ်တွေလွှဲတဲ့နာလွှဲအပ်တဲ့နာအပ်ပေးတဲ့နာပေးလူတဲ့နာတွေလူပြီးတော့9 ရက် 9 လိလူကြီးပေးပြီးတော့အဲ့ဒီနေရာမှာပဲပျော်ကြီးသိဘောဝင်သွားတယ်ဘာဖြစ်လို့လဲတို့အတွက်တန်တရားလွတ်မြောက်ကြောင်းကိုပိုင်နိုင်စုပ်ကင်မိသွားပြီရသွားပြီသူကသိပျော်သွားပြီဒီတော့စည်းစိမ်တွေဘာမှလှည့်ကြည့်เสียမလိုဘူးတို့တွေပညာနဲ့တော့တဘဝစာတခဏတာသုံးဆွဲရတဲ့အာယုံခံဒီဝတ္ထုလေးတွေကိုမပယ်နိုင်မစွန့်နိုင်မစွန့်နိုင်မခွာရက်နဲ့ဒီအရာလေးတွေနဲ့တွေ့တာတတ်မဲ့ပြီးအချိန်ကုန်နေကြတာတကယ်သူတော်ကောင်းတို့တွေစဉ်းစားကြည့်ရင်ဒီဘဝအလူဒါနာလေးလို့နတ်ဘဝနတ်စည်းစိမ်ရမယ်ဆိုရင်ဒီဘဝရှာဖွေစားတောက်နေရတဲ့ဒုက္ခမျိုးနတ်ပြည်မှာမရှိဘူးဒီဘဝကျင်လည်နေရတဲ့အိုခြင်းစိုးနာခြင်းစိုးတွေနတ်ပြည်မှာမရှိဘူးနိုင်ရှင်ကြည့်ရင်ကိုသိတာတယ်တဘဝစားမက်မောတွေ့တာနေတဲ့လူတွေဟာဒီထက်မြင့်မြတ်ကြီးကျယ်တဲ့စည်းစိမ်တွေကိုမသိလို့အခုဗုဒ္ဓရဲ့တန်တရားလွတ်မြောက်ကြောင်းတရားနာလိုက်ရရင်တော့နတ်စည်းစိမ်ဆိုတာလည်းအလကားပဲဓမ္မစည်းစိမ်ဆိုတာလည်းအလကားပဲတကယ်တော့အဲ့ဒီစည်းစိမ်တိုင်းမှာနောက်ကဆင်းရဲခြင်းတွေတွန်တွဲရှင်တွဲနေတကယ်အဲ့ဒီတန်တရားကအိုနာသိအနာဇိုးကြီးကလွတ်မြောက်ခြင်းသည်သာချမ်းသာခြင်းအစစ်ဆင်းရဲခြင်းကလွတ်မြောက်ခြင်းသည်ချမ်းသာခြင်းအစစ်နိဗ္ဗာန်ကိုအတိတ်ပဲမဖော်တတ်တော့ဟူဟာလိုဒါလိုဗိမာန်ကြီးလိုဘုံဌာနကြီးလိုခံစားခြင်းကြတယ်စံစားခြင်းကြတယ်တကယ်ကဒီခန္ဓာကြီးဘယ်ဘုံဘယ်ဌာနမှာပဲရောက်နေဒုက္ခသစ္စာအနာဇိုးကြီးနဲ့နေရတာတဏှာမြားကြီးစုဝင်နေတာအဲ့တော့တော်ကောင်းတို့တွေအဲ့ဒီအနာတွေအဲ့ဒီအစိတ်လူများတွေလွတ်မြောက်သွားရင်အနာပျောက်သွားတာဟာနိဗ္ဗာန်ပဲဆင်းရဲကလွတ်သွားတာနိဗ္ဗာန်ဆိုတာဘာလဲအခုမင်းတို့ငါတို့ခံစားစံစားနေရတဲ့ဒုက္ခသုက္ခအားလုံးကလွတ်မြောက်တာလို့ဒီလိုအဓိပ္ပာယ်ဖွင့်မှမှတ်တယ်ဆင်းရဲဒုက္ခအားလုံးကလွတ်မြောက်တာနိဗ္ဗာန်ဒါအဖြေပဲအခုရှိနေတာဘာလဲဒုက္ခသစ္စာကြီးပဲရှိတယ်ဒုက္ခကဆင်းရဲတာသစ္စာကအမှန်အခုတည်ငါလေးထိုင်နေတာကိုကြည့်နော်ဒီတဏှာကြီးခွဲတရားနာထားတာနဲ့အခုဆက်ထိုင်ရတာနဲ့ညောင်းလိုက်တာညာလိုက်တာနာလိုက်တာကျင်လိုက်တာအဲ့ဒါခန္ဓာသဘောအမှန်ပဲနာတတ်တဲ့သဘောရှိလို့နာတာအောင့်တတ်တဲ့သဘောရှိလို့အောင့်တာခန္ဓာရဲ့သဘောအမှန်ဟောတာသက်ဆင်းရဲခြင်းပဲဒီအတွက်သက်လုံးရှာကျွေးလာတာဘာများကိုယ့်ကိုအကျိုးပြုလို့လဲ10မိနစ်တောင်ကိုယ့်အလိုလိုက်ရလားဒါလေးကြည့်နေသူသဘောအမှန်သိလာရင်ယင်ထဲကတဏှာမြားကိုနှုတ်နိုင်ပြီကိုခင်တွယ်နေတဲ့တဏှာမာနဒိဋ္ဌိမြားကြီးဆွဲနှုတ်လိုက်တာနဲ့ယောဂဗျာတွေကင်းဝေးသွားပြီဘေးရန်အန္တရာယ်တွေလွတ်မြောက်သွားပြီအဲ့တော့ကိုစိတ်ချရအောင်အရင်လို့အချိန်ဆွဲမနေနဲ့ဘယ်အချိန်သေးမဲ့ဘယ်သူမှမသိဘူးတဲ့သတိလည်းမလွတ်ပါစေနဲ့